Ô ta bùi ta bong tu đồ gong đủ u zen đồ sinh đi tông lực gà thoại ra nhà doa bia thì luna bia ma ta dawa đôi hít đa tu cả con yêu sang ta asi bo tu ba ba se chen chu nga le sinh ngao wa kala pat long mani mana tự bịt mà we ni hu so ta bị đi cả tông phong tia rồi mía cô ô cha rồi mua cái bà đấy thôi sinh đi tông lực gà rồi làm mía xóa phía ô cha rồi mua ta tự bịt mà we ni tia rồi rồi mía xóa phía mà ta cái tia tông cứ cái sông la bên này phía đó mua đi nên mà sao vậy nãy là biết nhau đó cả ít đi bữa nào mình cái nào dùng ta mua sông miếng đó màวันยาสู้ๆเตียงบุรุษเจวิเลสหัวจามีพิษต่อธรรมะสกัดวัฒนาตุตังสุดเดชนามีอารุเตียอุโกกวนได้เนี่ยวัดบะไปดียามหานาอัตสิงโตสุดเปลี่ยนสาวกิเทงามีอุเดคองพระมุทายุหัวจาไล่พ่นจูเย็นมุขบาเดแกงกาวาลุเตสุมกับพ่นดมุจากงต่อพยาสู้ๆด้วยเชอุสวาหัวจามีพิษต่อธรรมะสกัดวัฒนาตุตังโกဒီကနေ့အားလုံးသောကဘာသူကဘာသာတတ္တဝါအားလုံးအင်ရေကန်ရန်ဆွေချမ်းရဲ့ကောင်းကျိုးချမ်းသာမင်္ဂလာနဲ့ပြည့်စုံစေဖို့ပါဠိမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်ပေးပါမယ်ဓမ္မစကားပွားဒနာသုတ်တန်ဒေသနာတရားတို့ကိုရွတ်ဖတ်သရစေတဲ့နေရာမှာမြန်မာနိုင်ငံသူနိုင်ငံသားတို့အနေဖြင့်ပါဠိဘာသာသက်မဟုတ်မြန်မာအနဲ့အတိုက်ပြေပါတွေးဖက်ပြီးတော့ပါဠိမမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်သွားရင်ဖြင့်မိမိတို့ရဲ့နှလုံးသားထင်းမှာအနဲ့တိုက်ပြေပါအာရုံပြုနိုင်ကြမှာဖြစ်သည့်အတွက်ပါဠိမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်သွားရမှာဖြစ်ပါတယ်ဒီတော့ဒီဓမ္မစကားပွားနာသုတ်တံကိုမရွတ်ဖတ်မပူဇော်မီဓမ္မပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်ကိုအာယုန်တစ်ပါးစိုက်မြသွားပြီးဂုဏ်တော်ထုံမှပုံတော်မှန်ပြီးတော့ပူဇော်ကြရမှာဖြစ်ပါတယ်ဧတရငါးတံဘွေတုကံသည်ရှင်အာနန္ဒမထေရမြတ်သည်မြတ်စွာဘုရားရဲ့သုတ်တန်ဒေသနာအဘိဓမ္မာဒေသနာဝိနည်းဒေသနာပိဋကသုံးဖုံတရားဒေသနာကိုရွတ်ဖတ်သရစေတဲ့နေရာမှာမြတ်စွာဘုရားအလုံးတော်ဘဝတုန်းကဖြစ်ကျင့်ခဲ့မှုသောပါရမီကုံစာကကုံစရိယကုံနဲ့တကွနောက်ဆုံးဘုရားဖြစ်တော်မူတဲ့ဘဝမှာမေရမယဝံကြားတိုင်းမှာပြိသန္တိနေတော်မူတဲ့ပုံလုံမဏီသာမအင်ကျင့်တို့မှာမွေးဖွားတော်မူတဲ့ပုံမွေးဖွားပြီးတဲ့နောက်စိတ်ချောင်းနဲ့ရောက်တော့အခါမင်းဆက်တက္ကမဆန်းဘူးသောရမသုဘသူရမဟုစွာသောရွှေနန်းသုံးဆောင်မှာရသောရရာမှုရှိသောမောင်မပေါင်း၄တောင်ရှမ်းရန်လျက်မင်းတို့ရဲ့စိတ်စဉ်ရှမ်းသာတို့ကိုစိတ်သုံး၌တိုင်းတိုင်းခံစားတော်မူပုံတတ္တဝါပြန်စိတ်ကို၌ရောက်တော့အခါသူတော်သူနာသူသိယံဆိုတဲ့နမိတ်ကြီး၄ပါးထင်လာသဖြင့်ထိနှံစိတ်စဉ်ကိုဆွမ်းပြီးတော့တောထွက်တော်မူတဲ့ပုံအနောမသောကံယမဂရိကာရဗျမဆက်ကလူတိုင်းတဲ့ဖန်ဝါသင်္ကဝတ်ဆင်မြန်ပြီးတော့ရဟန်းပြုတော်မူခဲ့တဲ့ပုံထိုမှတပံနာနမတိထိနဲ့ဝဲကွာဥရဝေလာတောမြင်သာဝေတန်ရှာတွက်စိတ်6နှစ်တို့ကာလပတ်လုံးခန္ဓာညို့ကိုကြွေလို့မခံအာဂုံခံအောင်ပင်မဆင်ရပြုနိုင်ခဲ့တဲ့ဒုက္ခရစရိယာကျင့်တို့ကိုသွေးသာခန့်ရှာအသက်ပင်ပျောက်ပြဟုမကြောက်မရွံ့နောက်မတွန့်ပင်သက်စွန်ကြိုးပန်ဖြည့်စွန်အာရုံတော်မူခဲ့တဲ့ပုံထိုမှတပံမာသကရတရား3ခုကဆုံလပြည့်နေ့မှာဒီကနေ့ဗုဒ္ဓဂယာလို့ခေါ်တဲ့မဟာဗောဓိမန္တိုင်မှာထောင်ကရာကိလေသာတို့ကဝါသနာနဲ့တကွပေသာပြီးတော့အရတ္တမညာတိုက်မိတာရွှေဉာဏ်တို့ရပြီးတော့ဖျားဖြစ်သို့ရောက်တော်မူပုံထောမတပံဖျားဖြစ်ပြီးနှစ်လတည်းနဲ့ပြည့်တဲ့နေ့ဣတိပရဏမင်္ဂလာဝံယကုံသားမို့သုံးမြိုင်းတော်မှာပွင့်ကြစုစုတရားမှုတို့ကျေပြူလေးစဟောကြားမြင့်ဖြစ်သောဓမ္မစကားပွားနာသုတ်တံဆွာသောဒေသနာများတို့တရားကိုဟောကြားတော်မူနေတဲ့ပုံစရှိသည်ဖြင့်ရှိသမျှအောက်သွန်ဘုရားရှင်၏ဂုဏ်တော်အနန္တကိုထုံဝန်းပြီးမှရှင်အာနန္ဒမထေရမြတ်သည်မြတ်စွာဘုရားရဲ့မုခပိုက်ဒေသနာတရားတော်မြတ်ကိုရွတ်ဖတ်သရစေပူဇော်လေးရှိတယ်။အာယသမအာနန္ဒထေရဝိယဆိုတဲ့ဒေသနာတော်အတိုင်းရှင်အာနန္ဒထုံနှလုံးမူပြီးတော့ဓမ္မစကားပွားနာသုတ်တံကိုမပူဇော်မီမရွတ်ဖတ်မီမနာကြမီဓမ္မစကားပွားနာသုတ်တံဒေသနာပိုင်ရှင်စိတ်မှဖြစ်တော်မူသောဘုရားရှင်ရဲ့ကိုယ်တော်မြတ်ကိုဂုဏ်တော်ထုံမှပုံတော်မှန်ပြီးတော့ရှိဥစွာဘ
ဗုဒ္ဓဝန်ကျင့်ချုပ်ဖျားရှိခိုးဖြင့်ရှိခိုးပူဇော်ကြရအောင်အနန္တကုဏသမ္ပန္နောအာရဟံသအနန္တသင်္ရှိတွေ့ရမယမြာလာတောင်းပြောင်းကုန်တော်ပေါင်းတို့၌ပြည့်စုံတော်မူပေထသောကောရမောကောဓမຫນွေဘဝငါတို့မြတ်စွာဘုရားသည်ဒီပင်ကရပါရမူလိသာရမန္တကဘာမ၌ပွင့်ကြထင်ရှားရာလေးပါတွင်တပဝင်သည်ဒီပင်ကရာမြတ်စွာဘုရားခြေတော်ရ၌နေယတာမာလယသေးသူမေတာဖြစ်စဉ်ခါကတရာပုံမိုးလွန်ကျင်ညို၍ကိုကိုဝဆင်းတရခန့်သဖြင့်ရှင်ရဲ့မြတ်စွာဒီပင်ကရာကကဘာပတ္တနောင်ကာလ၌ဗုဒ္ဓတဆုပွင့်လင်ဟူ၍ခွန်ကျူရှိုးမြနှုတ်တော်ဟာသည်နိဒကိုပွင့်ပြတဲ့အောင်ပန်တော်ကိုပိလန်တိတ်တွားနရသောလောင်းလျာသူမိတာနှင့်မကွာအတုပဋ္ဌနာမူလရက်ကြည်ဖြူနှိုက်သက်ဥထက်၍ပန်းစင်တော်မူခဲ့ပြီး၍ကာမတရသတ္တိကာနိကဘာတွယ်ကိန်းတသိမ့်အလွန်ရှိကုန်သောသတ္တာရိအသင်ရှိယာနိလေသင်ရှိတို့ကာလပတ်လုံးသမဒိန်သာပါရမီယောဒါနာစမြောလာပေါ်ရေ30အညီပါရမီတို့ကိုပူရေတွာရုပ်အလအမြအားဖြင့်ဖျားပြရန်ရည်တန်ကျိုးကုတ်ဖြစ်ခြင်းအတော်တော်မူပြီး၍အိုက်ဒီမေဘဝေဒီပင်ကရမြတ်စွာကျူ၌ပြတိုက်တော်လာကဘာပတ္တဆုံးစွာသောဘဝ၌ဒေဝေယကပိလဝပြည့်ရှင်ဘယင်သုဒ္ဓဒနာနမတောင်ညာ6ပြက်ကွာသည်မာယာဒေဝိမေသည်ထွာထတောင်းရွှေဖျား၏ကောင်းစိန်မင်းတန့်ရှင်တတ်မြဲဝမ်းကြတိုက်၌ဝသိတွာဘိုးတို့သက်ကြအင်စနမေဖြိုကျွန်းတွဲစိတ်တက္ကရိ6ဆွေခွန်ဝဲတင်းစွမ်းညိုညိုတုံးလုံးစောသည်ဝါစောလပြေကြွမဲ့နေ၌ချမ်းမြေတန်တွေဆွနေစံပြိုကင်းအောင်တော်မူပြီး၍လုံမိနေဝနေနှမျိုးတော်3ပဒုံကျင်ငယ်ထွေကာရှက်၍ပြန်တက်ရင်ကျူးလွန်ပြုံမြူသောမျက်ဖုန်ကြီးကြီးပွင့်မှုစီသည်လုံမဏီသာမို့အင်ကျန့်တော်၌ဝိဇာရိတ်တော်60ရှဲကိုယရုသာယဝိသာခာနှင့်တန်ဃာတိန်ဘုံစံတွေ့ကြုံသောကဆုံလပြည့်တောက်ကြနေ၌ရှမ်းမြေသာယနတ်ပြန်မာနှင့်ဘောဘာအပေါင်းရခါညောင်း၍1000လောကတာပစ်တင်ထက်မြနှက်ဆကြိုကျူသူထတုအောင်မိရှုတန့်စင်ဖောမြင်တော်မူပြီး၍လောလသဝတာကာလေး16နှစ်တက္ကရာသို့တွက်စိတ်ပြည့်မြောက်၍တော်ရောက်သောအခါ၌ရာဇတိရိတသိန်း6000ဆွေတော်ပေါင်းနှင့်မောက်မမိုက်တန်4000ရှမ်း၍ရာမသူပါသူရာမဟုထွန်းပပြုတ်ပြောင်းနန်းသုံးဆောင်ဝဲရွှေရောင်နှိုက်စနတ်တများသောပတ္တကိဉ္စနာပိမရွှေလိုမရသောနှင့်နဘောသက်ဝေမြတ်နှင့်ရွှေလိုဂေတောစိုက်ရွှေလက်ထ၍နတ်ရတိဖြူသိကြတူလျင်စိုးယူပိုင်နှင့်ပွေစုံခန်းလျက်မဲမဲတို့သည်ပုံမီနေလမရပြိန်ဖို့မိတ်အတရေတော်ကိုအနုဘဝေတဝနာ33နိုင်မြအာရရွှင်ပြောခံစားဆန်စားတော်မူပြီး၍ဧကုဏတိန်သာဝတံတောထွယ်ပေါ်ရန်ရှင်းတန်းသည်မြကရကရာသည်ပါရမီဆိုနိုသက်၍တော်29သို့ပိုင်တော်တဖြည်းဖြည်းတရွေ့ရွေ့ကြည်မြောက်၍ရောက်တော်မူလာသည်ရှိသောစတုရောနိမိတ်တေသူဩသူနာသူသေးတခယံတခြား၄ပါးသောနမိတ်ကြီးတို့ကိုဒိဋ္ဌဝဥယံတော်ကစားယံထွက်ဆန်းတော်မူစဉ်တွေ့မြင်တော်မူရလေသောကြောင့်နိဗ္ဗာန်ဒိဋ္ဌဝနာတိတော်နန်းတော်ကျန်တော်၌မပြိုမမွေ့ညီငွယ်တော်မူလာသည်ဖြစ်၍နေကမန္တောကိုယ်စေခွန်ခုယေရုရွှမ်းဆိုဝါဆိုပုံတော်မပြက်ကတိနာဆွေခြင်းယာမသိရှာမြဲကျူရာဟုဘုံဟဲ့ဖွာသည်နေပဲမမွေ့နိုင်အောင်တန်ဝေဆောင်ရွက်ပန်းကောင်းကားလတိုးတိုးမြဖြင့်သန္ဓမကျော်အပါခေါ်၍စိတော်ရင်လကန္နကနှင့်နမခွာရှောင်းတော်မသောတော်ရောက်အောင်မပြတ်ထွက်ကြည့်ထွက်တော်မူလျက်ဘာပဆိုင်တွာနာပတ္တကိဉ္စနာလာမြဲပြောရသောကျင်ဆွေနန်းလုံးမဲသည်ရိတ်ခွေသုံးသက်ထုံးပွေအပ်သည်ရှောင်မြယရနာစံကေသာကိုတွေ့တမထာဘေကရှာလျက်ထက်ပြပြန်မှကတ်လူလာသည်ရောင်ဝါတင်းဆန့်ကြာသင်္ကန်းဖြင့်ခိနမူရာစွန့်ပစ်ကားလည်းကြည်သာရွှင်လန်းတော်မြိုင်တတ်မှရဟပြုတော်မူပြီး၍သာဘသာနိနနမဏီချီနှင့်ဝဲကွာဥရဝဲလာတော်မြိုင်သာဝဲသင်္ရှာတွက်စိတ်6နှစ်တို့ကာလပတ်လုံးဒုက္ခရစရိယာနီခန္ဓာညို့ွယ်ကြည်လူမခံအာဂုံခန့်အောင်ပင်ပန်းဆန်းရဲ့ပြုနိုင်ခဲ့သည်လွန်ကေသောအကျဉ်တို့မြတ်တို့ကိုစရိတ်တွာနာသွေးသားခန့်ရှောက်အသက်ပင်ပျောက်ပျောက်ဟုမကြောက်မရွံ့နောက်မတွန်းပေ
သက်စွန်ကျိုးပန်းဖြစ်စွန်ကျင့်ကြံအထောက်တော်မူပြီး၍ဘောဓိမန္တေအဝိဇ္ဇိတာဌာနသာစီရှိတေနှောင်းပြဲအချက်အရှာမင်္ဂလာဘူမိသူမရှိသည်ဘောဓိမန္တမြူခိုင်း၌ပြင်စမာရေဒေဝဗုဒ္ဓစသည်ပြမင်္ဂပါတို့ကိုစိတ်တွာနာပါရမီတော်မြတ်အာရတ္တမေတော်တန်လျက်ဖြင့်ပေဖြက်ခုတ်တွင်သုတ်သင်ရှင်းလင်အောင်ဝေခန့်၍အောင်တရန့်ကျူကျူအောင်လန်တော်လွန့်တူတော်မူပြီး၍ဗုဒ္ဓဘာဝံလေးပါးသိစာပုရိအားကိုဆရာမကူသယံဘူးဖြင့်နှုမြူမကြံမဖောက်ပြန်ပေဝေဘံပိုင်းခြားသိမြန်းညာသည့်သုံးပါလောကမကုတာတွယ်ဘူးအောင်ပွဲမှုတဆုနတ်လူတော်မြတ်ရိုက်ဖရာဖြစ်သောပတ္တဝနာရာသုံးခုကျွန်ကဆောင်လပြေဆင်မဲနဲ့ကြွကြွလိုက်စုရောက်တော်မူပြီး၍ဣတိပရဏေဣတိပရဏအမိယသောမိင်္ဂရာယေဘောဓိမန္တမြူခိုင်မှတော့မြန်ယူဇနာစိတ်ချက်ကွာရေပါရာပြေစီနတ်စေတိအနိရှင်လျက်သားကျင်ငဲ့တော်အသက်ပေးရာမိင်္ဂရာဝုံယုံသာမောဆုံးမြိုင်တော်၌ဓမ္မစကံပုညစုစုသင်္ယဘူးတော်ကြည်ဖြူလေးစားဟောကြားမြင်ဖြစ်သောဓမ္မစကပွားတနာသုတ်တန်လိုဆိုတဲ့တေသနာမြတ်ထုတရားဥကိုအရေတယိဝါဆိုလဖြင့်စနေနေ့၌ရှမ်းမိကြည်သာတန်ရှိဖြာဖြင့်မဟာဝေဂိထင်ကပြီကိုဥတေခေါင်ပြမှုထား၍ဟောကြားလိုက်ပွင့်ကျူရတော်မူခဲ့လည်းပြီတန်ဃောဓမ္မကောဓမ္မနွေဖွားတို့ရှင်တော်မြတ်ဖျားကိုအာကျွမ်းတို့သည်နမမိန်နှိမ့်ဘက်မမြင်ပုဒ်ဝင်ကိုစိတ်တွင်ဆွေးမသတ္တာတဖြင့်လေးမြာယူကျိုးနဲ့ဆုံးမော၍ရှိခိုးကတော့ပါဤမြတ်စွာဘုရားဘေကုဏံပိစဝဂိနံဣတိပရဏနာမကေမိင္ဂတာယေဓမ္မဝရယန္တံနိဗ္ဗာနပါပကံသံပတိနာမကေနမဗျာမေနယာစိတောသတုသေသံပကသိမ့်တောလောကနာထောအရေတိဘဝန္တောကလျာဏမိတ်ပေါဩသူတော်ကောင်းတို့သတုသေသံဒုက္ခသမုဒယနိရောဓနှင့်မေဃပညာလေးသိစာဟုလွန်စွာခဲခက်တရားနဲ့ကိုဘာဂသိမ့်တော်တင်မြူကဲစင်ကောင်းခံ၌သွားလာယထာကေသို့ထင်ရှားစွာဟောပြတော်မူလိုသောလောကနာတော်လူနာပြမတတ္တဝါဆုံးဟိန္ဒဂုံတို့၏ခေါ်လုံညွတ်တွက်ကိုစားမိကိုရာဖြစ်တော်မူသောမြတ်စွာဘုရားသခင်ကိုရောမြတ်သည်သံပရိနာမကေနသံပတိအမည်ရှိသောမာဗျာမေနာမြတ်သောဗျာမာမြင့်ကြီးသည်ယာစီတတရားဟောရန်တောင်းပန်အပ်သည်ဖြစ်၍ဣတိပရဏနာမကေဘယပစ္စေကဗုဒ္ဓအရိယာသခင်ထေရှင်တို့ကောင်းခံထက်မှာဆင်းသက်ပြန်ကြွားတော်မူရာဖြစ်သောပြုတ်ပါတိကြောင့်ဣတိပရဏအမည်ရှိသောမိင်္ဂရာယေသသမင်တို့အားဘေးမေပေရာဖြစ်သည်ဒါကြောင့်မိင်္ဂရာဝံယုံသာမောကနိုင်တော်၌ဘေဇဝေကိနံဘိက္ခုနံကွန်တညာနှင့်ဝပ္ပမဟာနံထေမွန်အတ္တစီပတ္တိယဟုနာမဘွေရှိဝေကိသခင်ထေရှင်ငါဟုတို့အားနိဗ္ဗာန်ပပကံဩနာသေးရေဒုက္ခဘေတို့မှကင်းဝေရာမှမျက်နိဗ္ဗာန်သို့ဧကံဆဆရောက်စေတတ်သောဓမ္မဝရံလူနာပြမစုတ်ချသေးနှုတ်စစ်စဉ်ရှုပ်တို့ထဲစတဲ့သင်္ရှာမရေသာအောင်လွန်စွာမောက်မို့မဲ့ဖို့သာလွန်တရားမွန်တို့ကိုအမှန်ဆဆပြေပေတတ်၍မြတ်သောတရားတို့လည်းဖြစ်ပေထသောယန္ဓမ္မစကံအကျဉ်ဓမ္မစကပွတ်နာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုအရေတယီရှမ်းမြည်တိကြတန်ရှိပြဖြင့်ကောင်းစွာမသွေးဟောကြတော်မူခဲ့လည်းပြီနိုင်တိတံသဗ္ဗဒေဝေဟိသဗ္ဗသံပတ္တိတာရကံသဗ္ဗလောကဟိတတာယဓမ္မစကံပရမဟေသဗ္ဗဒေဝေဟိအလုံးစုံသောသမုဒ္ဒိနဥပပနှင့်ဝိသုဒ္ဓိနပေါင်းတို့သည်သဗ္ဗဒေဝေဟိပေါင်းတဲ့စัจ java လာတေဇာလျံပါလုံးစုံသောနတ်ဗျာမာပေါင်းတို့သည်နာရီတံလွန်စွာဆုံးမဲ့လိုလာနှိမ့်တဲ့အထာသောသဗ္ဗသံပါတိတာရကံသံသာပိစုတ်လောကုတ်လောကီနာလီရိုက်ငင်းစည်းစဉ်အတိတိတို့ကိုအပိတိုင်ရောက်စေတတ်တာသောဓ
တန်ဓမ္မစက်ကသုံးတိုက်ဘုံသူနတ်လူပြန်မလွမ်းစွာလိုလောထိုဓမ္မစက်ကပဝတ္တနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုဟေသူတို့ကောင်ပေါင်းတို့မယံအကျွမ်းတို့တော်သည်မေဃဖလာဒုက္ခတယဝေဂီငါအထေရှင်တို့ကဲ့သို့စိတ်တွင်ညွတ်ချက်မဲ့ဖို့ယရနာမြတ်ချမ်းသာကိုကောင်းစွာရရှိပါစေရှင့်အကျိုးငါဗနာမကဘာကဘေတန်ရှိတန်ရှာအလွန်ကြွားမှတခါတလေနာရပေမှုအကြောင်းပြု၍ယခုသေရှာညီညာဖြင့်ပါဠိမြန်မာနဘာသာဖြင့်ကောင်းစွာမသေးရွတ်ပေါ်တရစေကြပါကုန်စို့ဧဝံမေတုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟရတိဣတိပရဏေမိဂရာယေတတရာခောဘဂဝါပိစဝကိယေဘိက္ခုအာမန္တေတိဗန္တိကတ္တဗရှင်မကတ္တဗမေမယဘယတပေတော်အာနန္ဒတိဘဝတော်မြတ်စွာဘုရားဤထံတော်မှဧဝံဧသောသုတ္တံဥပလကိတံနာကြမှတ်သလည်းရပါ၏ရှင်ဘုရားဧကံသမယံကာတဘော၌ဘဝမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနိဖြစ်သောဣတိပရဏေဣတိပရဏအမိယသောမိဂရာယေသတမေတို့အားဘေးမေပေယဖြစ်သောမိဂဒာဝုံယုံသမောအင်ကျင့်တော်၌ဝိဟာရတိဣရိယပဒမြတ်တာရွှင်ပြုံတရက်သုံးနေတော်မူ၏တတရာခောထောခ၌ဘဂဝါမြတ်စွာဘုရားသည်ပြင်စဝေဂီယေငါဟုစုရှိခြင်းကြောင့်ပြင်စဝေဂီအမည်ရှိသောပြင်စဝေဂီယေငါဟုစုရှိခြင်းကြောင့်ပြင်စဝေဂီအမည်ရှိရာကုန်သောဘိက္ခုယံတို့ကိုအာမန္တေတိမိတော်မူပြီတွေမေဘိက္ခဝေအန္တာပပ္ပစိတေနာနသေဝိတပ္ပကတမေတွေယောစာယံကမေတုကာမဒုက္ခံလိကာနုယောကောဟိနောကမ္မောဘောဓဇနိကောအနာရိယောနတ္တသံဟိတောယောစာယံအတ္တကိလမတာနုယောကောဒုက္ခောနာရိယောနတ္တသံဟိတောဘိက္ခဝေယံတို့တွင်နှမျိုးကုန်သောဣမိအန္တာဤအဖို့အစုတို့ကိုပပ္ပေစိတေနယတိယံဖြစ်တဲ့ပုဂ္ဂိုလ်သည်နသေဝိတပ္ပမမီဝိထိုက်ပါကုန်တွေနှမျိုးတို့သည်ကတမေအဘေဒီတို့နီဤနောရောက်ညံ့သောဂံမောရွာ၌ဖြစ်သောဂံမောရွာနေသူလူတို့၏ဥစ္စာဖြစ်သောဘောဓဇနိကောဖုထုဆိုင်သူပေါင်းသည်လက်ကျင့်အပ်သောအနာရိယကိလေသာတို့မှမဝိကွာသဖြင့်မတန့်ရှင်းမစင်ကြသောအနာရိယရိယတို့၏ဥစ္စာမဟုတ်သောအနတ္တသံဟိတောစီးပွားနှင့်မဆက်ရှင်သောကာမေသူဝတ္ထုအာယုကာမုံတို့၌ယောဇာယံကာမဒုက္ခလိကာနုယောကောအကျဉ်ကဲ့သို့သောဤကိလေသာကာမနှင့်ရှင်သောရှမ်းသာကိုအဖာမှအထုတ်ခြင်း၎င်းဒုက္ခဆင်းရဲကြောင်းဖြစ်သောအနာရိယကိလေသာတို့မှမဝိကွာသဖြင့်မတန့်ရှင်းမစင်ကြသောအနာရိယောအရိယာတို့ဤဥစ္စာမဟုတ်သောအနတ္တသံဟိတောကျိုးစည်းပွားနှင့်မဆက်ရှင်သောယောဇာယံအတ္တကိလမတာနုယောကောအကျဉ်ကဲ့သို့သောဤခန္ဓာကိုပင်ပန်းကြောင့်အကျင့်ကိုအဖန်ဖန်အထုတ်ခြင်း၎င်းတို့သည်ဣတိကောဘေကဝေဥဘောအန္တေအနုပါကမ္မမေဇိမပฏิပဒါတထာဂတိနအဘိသံဗုဒ္ဓစေကုကရဏီညာနာကရဏီဥပသမယအပိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဘေကဝေငါ၏ရှိသယံများတို့ဥဘောနှမျိုးကုန်သောဣတိအန္တေဤဘောအစုတို့သို့အနုပကမ္မမကရောက်မူ၍တထာဂတိနငါဖျားသည်အဘိသံဗုဒ္ဓထိုးထွန်းရသိတော်မူအပ်ပြီးသောမေစိမအလယ်၌ဖြစ်သောပฏิပဒါကျင့်သည်မေစိမပฏิပါမေစိမပฏิပါကျင့်များသည်စေကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတွေညှိခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျောငါအဘိညာယသစ္စာ၄ပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသစ္စာ၄ပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယနိဗ္ဗာန်ကျောငါနိဗ္ဗာနယအနုပါတိတေသာနိဗ္ဗာန်ကျောငါသံဝတ္တတိမောက္ခမသွေဖြစ်ပါ၏ဣ
ကတမသသာဘိကဝေမေစိမာပရိပရာတထာဂတိနအဘိသံဗုဒ္ဓစေကုကရဏီညာနာကရဏီဥပသမာယအဘိညာယသံမောဒာယနိဗ္ဗာနာယသံဝတ္တတိဘိကဝေပရိသလေးပါးရှိသရှိသမိတို့ဘိကဝေငါ၏ရှိသယံမြတ်တို့တထာဂရေနငါဖျသည်အဘိသံဗုဒ္ဓထိုတွင်၍သိတော်မူအပ်ပြီးသောမေစိမာအလဲ၌ဖြစ်သောပฏิပဒါကျင့်သည်မေစိမာပฏิပဒါမေစိမာပฏิပတ်အကျင့်များသည်စေကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတွေညှိရခြင်းငါဥပသမယသာဥပါတိတေသာနိဗ္ဗာန်ကျွငါအဘိညာယသစ္စာလေးပါးကိုထိုးထွင်းရသိခြင်းငါသံမောဒာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနာယနိဗ္ဗာန်အကျွငါနိဗ္ဗာနာယနုပါတိတေသာနိဗ္ဗာန်ကျွငါသံဝတ္တတိဖြစ်၏သာတော်မေစိမာပရိပတ်အကျင့်များဟူသည်ကရမစအဘေတရားပါပဲနီအယမေဝရိယောအိုက်တံခိကောမေကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာသတိသမ္မာသမာဓိအရိယကိလေသာတို့မှဝိကွာသောအရိယကိလေသာတို့မှဝိကွာသဖြင့်ဖြူစင်တန့်ရှင်းလှပေသောအတ္တင်ကိကောရှိပါသောအင်္ဂါရှိသောဝါအင်္ဂါရှိပါနှင့်ပြည့်စုံလှပေသောအယမေဝမေကောဤအရိယာမေတ္တရားတာပါပေတည်းသေယတိတံတောရိယာအတ္တိကမေတ္တရားဟုသည်အဘေပါနိသမ္မာဒိဋ္ဌိကောင်းစွာသိမြင်တတ်သောသဘောတရား၎င်းသမ္မာသင်္ကပ္ပကောင်းစွာကြံစေတတ်သောသဘောတရား၎င်းသမ္မာဝါစာကောင်းစွာပြုဆိုကြောင့်ဖြစ်သောသဘောတရား၎င်းသမ္မာကမ္မန္တောကောင်းစွာပြုလောင်းကြောင့်ဖြစ်သောသဘောတရား၎င်းသမ္မာအာဇီဝကောင်းစွာအသက်မွေးကြောင့်ဖြစ်သောသဘောတရား၎င်းသမ္မာဝါယမောကောင်းစွာအထုတတ်သောသဘောတရား၎င်းသမ္မာသတိကောင်းစွာအမှတ်ရတတ်သောသဘောတရား၎င်းသမ္မာသမာဓိကောင်းစွာစိတ်ကိုထားကြောင့်ဖြစ်သောသဘောတရား၎င်းဣတိဣမေဣတိတို့သည်အယံဟောသာဘဂဝေမေစိမာပရိပဒါတထာဂတိနအဘိသံဗုဒ္ဓစေကုကရဏီညာနာကရဏီဥပသမယပညာယသံမောဒာယနိဗ္ဗာနာယသံဝတ္တတိဘိကဝေငါ၏ခြေတန်ယံများတို့တထာဂရေနငါဖျားသည်အဘိသံဗုဒ္ဓတို့တွင်သိတော်မူအပ်ပြီးသောမေစိမာလေလာဖြစ်သောယာပရိပရာကျင့်သည်ယာမေစိမာပฏิပရာကျင့်မေစိမာပရိပါကျင့်မြတ်သည်စေကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတို့၏ညင်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျောငါအဘိညာယသစ္စာလေးပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနာယနိဗ္ဗာန်အကျောငါနိဗ္ဗာနာယနုပါတိတေသာနိဗ္ဗာန်အကျောငါသံဝတ္တတိဖြစ်၏သာထိုအကျင့်များဟုသည်အယံကောဤသည်ပင်တည်းဣဒံခောပဏ္ဏဘိကဝေဒုက္ခရိယသိသံဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိယေဟိသံပြောကောဒုက္ခပိယေဟိဝေပြောကောဒုက္ခယံပိသန္နလပတိတံပိဒုက္ခသံခိတ်တေနပိစုပါရณะခန္ဓာဒုက္ခဘိကဝေငါ၏ခြေသာယံများတို့ဣဒံခောပဏဤမိန်တော်မူလတန်သည်ကောဣဒံခောပဏယခုမိန်တော်မူလတန်သောတရားသည်ကောဒုက္ခံဒုက္ခစိတ်မှန်ဖြစ်သောဒုက္ခံဆက်စုံအစွာရှိနိတာဖြစ်ပေတတ်သောအရိယသိစ္စာအရိယသိစ္စာတရားပါပေတည်းအရိယသိစ္စာအရိယတို့သည်ထိုးထွန်း၍သိအပ်သောအမှန်တရားပါပေတည်းဇာတိပိအပန်းပန်းတတပရိသန္တေနေရခြင်းသည်လည်းဒုက္ခဆင်းရဲကြောင်းသည်ဇာရာပိအိုရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်ဗျာဒီပိမကြမ်းမမဖျားနာရခြင်းသည်လည်းဒုက္ခဆင်းရဲကြောင်းသည်ဗာရဏပိသုတိမနေသေရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်ဗာရဏပိသုတိမနေသေရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်အပိယေဟိမရှိမနေတဲ့ရသောတတ္တဝသင်္ခါရတို့နှင့်ဗာမယောကောအတုတကွပေါင်းစုံရခြင်းသည်လေဒုက္ခဆင်းရဲကြောင်းသည်
ပိယေဟိရှိကဲဆုံးမဲ့နှိမ့်တဲ့သောတတ္တဝသင်္ခါရတို့နှင့်ဝိပယောကိုကိုယ်ကွင်းရခြင်းသည်လေဒုက္ခဆန့်ရည်ကြောင်းသည်ယံပိယေနာတမေနာပိအကျဉ်လောဘတရားဖြင့်လေအိဆန်တော့မရနိုင်သောအရာကိုအလိုရှိသောသူသည်အိဆန်တော့အလိုရှိပါလျက်နလပတိမယတံပီတော့မရနိုင်သောအရာကိုအလိုရှိကြောင်းလောဘတရားသည်လေဒုက္ခဆန့်ရည်ကြောင်းသည်ပန်ခိတ်တေနာအကျဉ်လျှော်အပြင်ပြင်စ၅ပါးကုန်သောဥပါဒါနှင့်ခန္ဓာဥပါဒိန်အာယုံဖြစ်သောခန္ဓာတို့သည်ဒုက္ခဆင်းရဲကြောင့်တရားတော်ပါပေသည်ဣဒံခောပနာဘေကဝေဒုက္ခသမုဒယရိယသိသံယာယံတဏပောနဘဝိကနန္ဒီရာဂသာဂတာတတရာပိနန္တိနိသေယတိတံကာမတဏဘဝတဏဝိဘဝတဏဘေကဝေငါ၏ရှိသောယံများတို့ဣဒံခောပနဤမိတော်မူလတံသည်ကဒုက္ခသမုဒယောကံစသောကျွင်းသောအကြောင်းတရားနှင့်ပေါင်းမိလာသောဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာတရားပါပေသည်ယာယံတဏကျင်ကဲ့သို့သောဤတဏသည်ဘောနောဘဝိကတဖန်ဘဝကိုပြုလေရှိဘောနောဘဝိကဘဝသိကိုပြုလေရှိနန္ဒီရာဂသကတာရူပယုံစသည်တို့၌နှိမ့်သက်တတ်မဲ့တတ်သည်ဖြစ်နေတကွဖြစ်၏တတရာထိုဘဝ၌တတရာထိုအာယုံ၌အဘိနန္ဒီနေအလွန်နှိမ့်သက်တတ်၏သေယတိတံတောတဏဟုသည်ပေတရားပါပဲနီကာမတဏငါးပြားအာယုံကာမုံတို့၌တတ်မဲ့နှိမ့်သက်တတ်သောတဏတရားသည်၎င်းဘဝတဏထိုရူပစသောအာယုံသည်မြေဤဟုဖြစ်သောပတ္တရဒိဋ္ဌိနှင့်တကွဖြစ်သောတဏသည်၎င်းဝိဘဝတဏထိုရူပစသောအာယုံသည်ပြည့်ဟုဖြစ်သောဥစ္စေတဒိဋ္ဌိနှင့်တကွဖြစ်သောတဏ၎င်းသည်ဣဒံခောပနာဘေကဝေဒုက္ခនិရောဓအရိယသိစ္ဆံယောတတယေဝတနာယအသေတဝိရာဂာនិရောဓောသာဂောပရိနိသေကောမုဒ္ဒိအနာလယောဘေကဝေငါ၏ရှိသောယံများတို့ဣဒံခောပနာဤမိတော်မူလတတ်သောတရားသည်ကိုဒုက္ခនិရောဓဒုက္ခဤချုပ်ရာဖြစ်သောဒုက္ခនិရောဓဒုက္ခဤချုပ်ကြောင့်ဖြစ်သောအရိယသေသံတရားပါပေသည်တတ္တယေဝတနာယထိုတနာသုံးမျိုးဤပင်လျင်ယောအသေသာဝိရာဂនិရောဓအကျဉ်ရတ္တမဲ့ဖြင့်အကျွင့်အကြံမရှိရလေအောင်ရှုပ်ရဖြစ်သောနိဗ္ဗာန်သည်ယောဇာကိုအကျဉ်စွန့်အရာနိဗ္ဗာန်သည်ယောပရိနိသေကိုအကျဉ်လွှဲအရာနိဗ္ဗာန်သည်ယာဝိမု ക്തി အကျဉ်လွှဲရဖြစ်သောနိဗ္ဗာန်သည်ယောအာလယောအကျဉ်ကန့်ခြင်းချက်မရှိရနိဗ္ဗာန်သည်အတ္တိအမှန်တကယ်ရှိပါပေ၏ဣဒံဤနိဗ္ဗာန်ဆိုတဲ့တရားသည်ဒုက္ခនិရောဓဒုက္ခဤရှုပ်ရာရှုပ်ကြုံဖြစ်သောရိယသစ္စာတရားပါပေသည်ဣဒံခောပါဏဘေကဝေဒုက္ခនិရောဓဂာမိနိပရိပဒါရိယသစ္စာအယမေဝရိယောအတ္တကိကောမေကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာသတိသမ္မာသမာဓိဘေကဝေငါ၏ရှိသောယံများတို့ဣဒံခောပါဏဤမိတော်မူလတတ်သောတရားသည်ကဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအပြင်သွားတတ်သောပฏิပဒါအကျဉ်ဖြစ်သောရိယသစ္စာတရားပါပေသည်အရိယကိလေသာတို့မှဝိကွာသောအရိယကိလေသာတို့မှဝိကွာသောဖြင့်ဖြူစင်တန့်ရှင်သောအိုက်တန်ကိကောရှိပါသောအင်္ဂါရှိသောအယမေဝမေကောဤမဲ့သာသည်သေယရိတံတော်ရိယအိုက်တန်ကိကမဲ့တရားဟုသည်ပေနီသမ္မာဒိဋ္ဌိကောင်းစွာသိမြင်တတ်သောတရား၎င်းသမ္မာသင်္ကပ္ပကောင်းစွာကြံစေတတ်သောတရားသဘော၎င်းသမ္မာဝါစာကောင်းစွာပြုဆိုကြောင့်ဖြစ်သောသဘောတရား၎င်းသမ္မာကမ္မန္တကောင်းစွာပြုလုပ်ကြောင့်ဖြစ်သောသဘောတရား၎င်းသမ္မာအာဇီဝကောင်းစွာသက်မွေကြောင့်ဖြစ်သောသဘောတရား၎င်းသမ္မာဝါယမကောင်းစွာထုတ်တတ်သောသဘောတရား၎င်းသမ္မာသတိကောင်းစွာမှတ်ရတတ်သောသဘောတရား၎င်းသမ္မာသမာဓိကောင်းစွာစိတ်ကိုထားကြောင်းဖြစ်သောသဘောတရား၎င်းဣဒံဒုက္ခရိယသေသံတိမေဘိခဝေပုပ္ပေနနုတုတေတုဓမ္မေတု
စေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါဤရှိတယံများတို့ဣဒံဓမ္မစာတံဣတရားသဘောသည်ဒုက္ခဖြစ်သောဒုက္ခဆင်းရဲကြောင့်စေမှန်ဖြစ်သောအရိယသေဇံအရိယသစ္စာတရားပါပဲဒီအရိယသစ္စာအရိယတို့သည်ချိုးတွင်း၍သိရသောအမှန်တရားပါပဲဒီဣတိဤသောမင်းငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှိဖို့၌အနနုတုတေသူတဆင်းစကမကြအပ်ဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စေကုဉာဏ်စေကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏံသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခရိယသိစ္ဆံပရိညယတိမေဘိခဝေဘောဘေနနုတုတေတုဓမ္မေတုစေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါ၏ရှိသယံများတို့ဒုက္ခစိတ်မှန်ဖြစ်သောတံဣဒရိယသိစ္ဆံထိုကဲ့သို့သောရိယသိစ္စာကိုပရိညေယံပိုင်းခြား၍သိထ၏ဣတိဤသောမေမယငါဖျားသည်ပုပ္ပေဘုရားမြင့်ဖြစ်မည်ရှိဖို့၌အနနုတုတေသူတဆင်းစကားမကြအပ်ဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ရောင်လည်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခရိယသိစ္ဆံပရိညာတံတိမေဘိကဝေဘောဘေနနုတုတေတုဓမ္မေတုစေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိဝေငါ၏ခြေသာယံများတို့ဒုက္ခဖြစ်သောတံဣဒအရိယသိစ္ဆံထိုကဲ့သို့သောအရိယသိစ္စာကိုပရိညာတံပိုင်းခြား၍သိရပြီးဣတိဤသို့မေမယငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှိဖို့ကအနနုတုတေတုတဆင့်စကမကြဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ရောင်လည်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခသမုဒယရိယသစ္စာတိမေဘိကဝေပုပ္ပေနနုတုတေတုဓမ္မေတုစေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါ၏ခြေသာယံများတို့ဣဒံဓမ္မစာတံဣတရားသဘောသည်ဒုက္ခသမုဒယံဆင်းရဲခြင်းဒုက္ခ၏အကြောင်းအမှန်ဖြစ်သောအရိယသစ္စာတရားပါပဲဒီအရိယသစ္စာအရိယတို့သည်ထိုးထွင်းရသိရသောအမှန်တရားပါပဲဒီဣတိဤသို့မေမယငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှေ့တုန်းကအနာနုတုတေတုတဆင်းစကားမကြအပ်ဘူးကုန်သောဓမ္မေတုသစ္စာလေးပါးတရားတော်၌စေကုဉာဏ်စေကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာအပြားဖြင့်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ရောင်လည်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခသမုဒယံအရိယသိစ္ဆံဘာတပ္ပတိမေဘိကဝေပုပ္ပေအနနုတုတေတုဓမ္မေတုစေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါ၏ခြေသာယံများတို့ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောတံဣဒံရိယသိစ္ဆံ
ထိုအရိယသစ္စာတရားကိုပါတပံပေထဤဣတိဤသောမေမယငါဖျားသည်ပုပ္ပေဘယမပြေမီရှိတုံးကအနနုတုတေသူတဆင့်စကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခသမုဒယံအရိယသစ္စာပိဏံတိမေဘဂဝေပုဗ္ဗေနနုတုတေသူဓမ္မေသူစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှိသောယံများတို့ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းတရားမှဖြစ်သောတံဣဒံအရိယသစ္စာထိုအရိယာတို့သည်ထိုးထွန်းရသည်ရသောအမှန်တရားလို့ဆိုတဲ့အရိယာသစ္စာကိုပိဏံပေရပါပြီဣတိဤသို့မေမယငါဖျားသည်ပုပ္ပေဘုရားမဖြစ်မီရှိ၌အနနုတုတေသူတဆန်းစကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်နှင့်စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခនិရောဓအရိယသစ္စာတိမေဘဂဝေပုဗ္ဗေနနုတုတေသူဓမ္မေသူစက္ကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှိသောယံများတို့ဣဒံဓမ္မဇာတဤတရားသဘောသည်ဒုက္ခនិရောဓံဒုက္ခဤရှုပ်ရာဖြစ်သောဒုက္ခនិရောဓံဒုက္ခဤရှုပ်ကြောင့်ဖြစ်သောအရိယသစ္စာအရိယတို့သည်ထိုးထွင်းရသိရသောအမှန်တရားပါပေတည်းဣတိဤသောမေမယငါဖျားသည်ပုဗ္ဗေဘယမပြည့်ပြည့်ရှိတုံးကအနနုတုတေသူတန်ဆင့်စကမကြဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏံသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္စာသေစီကာတပန္တိမေဘဂဝေပုဗ္ဗေနနုတုတေသူဓမ္မေသူစက္ကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှိသောယံများတို့ဒုက္ခនិရောဓံဒုက္ခ၏ရှုပ်ရာရှုပ်ကြောင့်ဖြစ်သောတံဣဒံအရိယသစ္စာသောအရိယသစ္စာတရားကိုသေစီကာတပမျက်မှပြုတတ်၏ဣတိဤသို့မေမယငါဖျားသည်ပုဗ္ဗေဘယမပြည့်ပြည့်ရှိတုံးကအနနုတုတေသူတဆင့်စကမကြဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏံသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာအပြာအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ္မောကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္စာသေစီကတံတိမေဘဂဝေပုဗ္ဗေနနုတုတေသူဓမ္မေသူစက္ကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှိသောယံများတို့ဒုက္ခនិရောဓံဒုက္ခ၏ရှုပ်ရာချုပ်ကြောင့်ဖြစ်သောတံဣဒံအရိယသစ္စာထိုအရိယသစ္စာတရားကိုသေစီကတမျက်မှပြုအပ်ပြီးဣတိသို့မေမယငါဖျားသည်ပုဗ္ဗေဘယမပြည့်ပြည့်ရှိတုံးကအနနုတုတေသူတဆင့်စကမကြဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပ
ပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုးထွင်၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောကိုပေဖြောက်တတ်သောဉာဏ်ယုံလဲသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခនិရောဓဂာမိနိပရိပါဒာအရိယသစ္စာတိမေဘိကဝေပုဗ္ဗေနာနုတုတေတုဓမ္မေတုစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘိကဝေငါ၏ရှင်သာယံများတို့ဣဒံဓမ္မဇာတံဤတရားသဘောသည်ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာရှုပ်ကြောင်းဖြစ်သောနိဗ္ဗာန်သို့အာယုံပြုသောအားဖြင့်သွားတတ်သောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေတတ်သောပရိပတ်တာကျင့်ကောင်းကျင့်များလည်းဖြစ်ပေထသောအရိယသစ္စာအရိယသစ္စာတရားပါပဲဒီအရိယသစ္စာအရိယာတို့သည်ထိုးထွင်းရတရားသောအမှန်တရားပါပဲဒီဣတိဤသောမေမယငါဖျသည်ပုပ္ပေဘယမပြည့်ပြည့်ရှိရှိတုန်းကအနနုတုတေတုတဆန်းစကမကြအဘူးကုန်သောဓမ္မေတုသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအားဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထွတ်ထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟမိမ့်မောကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါရိယသိစ္ဆံဘာဝေတပ္ပံတိမေဘဂဝေပုဗ္ဗေအနာနုတုတေတုဓမ္မေတုစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှင်သာယံများတို့ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအဖြင့်သွားတတ်သောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေတတ်သောပရိပတ်တာကျင့်ကောင်းကျင့်များလည်းဖြစ်ပေထသောတံဣဒံရိယသစ္စာထိုကဲ့သို့သောရိယသစ္စာတရားကိုဘာဝေတပ္ပံမိမိသန္တာ၌ဖြစ်စေထိုက်၏ဣတိဤသို့မေမယငါဖျသည်ပုပ္ပေဘယမပြမီရှိရှိတုန်းကအနနုတုတေတုတဆန်းစကမကြအဘူးကုန်သောဓမ္မေတုသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထွတ်ထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟအမိတ်မောကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသေသံဘာဝိတံတိမေဘိကဝေပုဗ္ဗေနာနုတုတေတုဓမ္မေတုစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှင်သာယံများတို့ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအဖြင့်သွားတတ်သောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေတတ်သောပရိပတ်တာကျင့်ကောင်းကျင့်များလည်းဖြစ်ပေထသောတံဣဒံရိယသစ္စာထိုသောသဘောရှိသောရိယသစ္စာတရားကိုဘာဝိတံမိမိသန္တာနှင့်ပွားစေအပ်ပြီးဘာဝိတံပွားမြတ်တော်မူအပ်ပြီးဣတိဤသောမေမယငါဖျသည်ပုပ္ပေဘယမပြည့်မီရှိရှိတုန်းကအနနုတုတေတုတဆန်းစကမကြအဘူးကုန်သောဓမ္မေတုသစ္စာလေးပါးတရားတော်၌စေကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထွတ်ထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟအမိန်မောင်ကိုပယ်ဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးယာဝကိဝိသာမေဘဂဝေဣမေတုသရုတုအရိယသစ္စေတုဧဝံတိပရိဝဒံဒွါရသကာရံယထာဘူတညာနာတသနာနသုဝိသုတ်တံဩတိနေဝတာဝဟံဘဂဝေသတေဝကေလောကေသမာရကေသဗျာမကေသသမနာဗျာမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောတိအဘိသံဗုဒ္ဓောတိပစ္စဉ္ညာတိဘိကဝေငါ၏ရှိသောယံများတို့ဣ
ယာဝကီဝိုင်းစာအကျဉ်များလောက်ကာလပတ်လုံးလေမေငါဖယားဤစရုသူ၄ပါးကုန်သောအိမေသောအရိယာသိစေသူဤအရိယသစ္စာတရားတော်၌ဧဝံဤသောဆိုအပ်ပြီးသောနေ့ဖြင့်တိပရိဝတ္တံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အားဖြင့်၃ပါးသောပြန်လေခြင်းရှိသောဒွါရတာကာရံသစ္စာတစ်မျိုး၌သစ္စာဉာဏ်စသောအပြင်တစ်စိနှစ်ပါးသောအရှင်ရာရှိသောယရာဘူတံမဖောက်မပြန်ဟုတ်မှန်သောညာနာတသနာညာမြဲသည်သူဤသုတ်တံအလွန်တန့်ရှင်းစင်ကြယ်သည်နအဟောသည်မဖြစ်သေးပါပဲဘိကဝေယံတို့ဒါဝတို့များလောသောကာလပတ်လုံးတာဝတို့ညာမြင်အလွန်မတန့်ရှင်းမစင်ကြည်သေးသမျှကာလပတ်လုံးငါဘုရားသည်သတေဝကေအောက်ကာမဝဆရာနတ်ပြည်ငါးတိုင်းနဲ့လည်းတကွသောသမာရကေဝသဝတိနတ်ပြည်ရှိနတ်ပေါင်းတို့နဲ့လည်းတကွသောသပြန်မကေပြန်မနစေနဲ့လည်းတကွသောလောကေဩဃသာလောက၌၎င်းသသမနာပြန်မယသာသနာတို့၏စံကြံပဲဖြစ်သောသမနာပြန်မနာမကောင်းမှုတို့ကိုညှင်းစေပြီးသမနာကောင်းမကောင်းမှုတို့ကိုမျိုးအပ်ပြီးသောဗျာမနာတို့နှင့်တကွဖြစ်သောသတေဝမနုဿာယသမုဒ္ဒိနတ်ဟုသောမင်းကျွင်းသောသူတို့နှင့်လည်းတကွဖြစ်သောဘာသာယသရဝပေါင်း၌၎င်းအနုဒ္ဒရာမိမိတည်းလွန်မြတ်သောတရားမရှိသောအနုဒ္ဒရာမိမိတည်းလွန်မြတ်သောတရားမရှိသည့်ဖြစ်၍အမြတ်ဆုံးဖြစ်သောသမ္မာသမ္ဗောဓိမဖောက်မပြန်အမှန်ကိုယ်တိုင်သိစွမ်းနေသောအာရတ္တမဉ္ဇဉ်ကိုသမ္မာသမ္ဗောဓိရှိမွန်အကောင်းမြတ်သောအာရတ္တမဉ္ဇဉ်ဆိုတဲ့တရားထုကိုအဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိပြီးဣတိဤသို့နေဝပစ္စညသိဝန်ခံတော်မူခဲ့ပါပဲယတောသာခောမေဘဂဝေအိမေသူစရုသူရိယသိစေသူဧဝံတိပရိဝဒံဒွါရတကာရံယထာဘူတဉာဏဒသနာသူဝိသုဒ္ဓံဟောတိအထာဘဂဝေသတေဝကေလောကေသမာရကေသဗျာမကေသသမနာဗျာမနိယပဇာယသတေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအပိသံဗုဒ္ဓောတိပစ္စညာသိဘိကဝေငါ၏ရှိသောယံများတို့ယတောစာကိုဘောဓိပင်ဤအနိအဝေထိုင်နေတော်မူရာခြင်းအခါမှစ၍မေငါဘုရား၏စရုသူ၄ပါးကုန်သောဣမေသူအရိယသိစေသူအရိယသစ္စာတရားတို့၌ဧဝံဤသို့ဧဝံဤဆိုအပ်ပြီးသောနေ့ဖြင့်တိပရိဝတ္တံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်၃ပါးသောပြန်လေခြင်းရှိသောဒွါရတာကာရံသစ္စာတစ်မျိုး၌သစ္စာဉာဏ်စသောအပြင်12ပါးသောရှင်းရာရှိသောယရာဘူတံမဘောမပြောင်းမှန်သောဉာဏဒသနာဉာဏ်မြင်သည်သူဝိသုဒ္ဓံအလွန်သန့်ရှင်းစင်ကြယ်သည်သူဝိသုဒ္ဓံအလွန်သန့်ရှင်းစင်ကြယ်သည်ဩသည်ဖြစ်တော်မူခဲ့လည်းပြီဘိကဝေငါ၏ရှိသောယံများတို့အထအထိုသောဉာဏ်မြတ်အလွန်တန့်ရှင်းစင်ကြယ်ရာထိုကာမစ၍ငါဘုရားသည်သတေဝကေအောက်ကမစန္ဒပြေငါးဓာရှိနတ်တို့နဲ့လည်းတကွဖြစ်သောသမာရကေမာနမင်းကြီးတရားဝသဝတိနတ်ပြေရှိနတ်အပေါင်းတို့နဲ့လည်းတကွဖြစ်သောသဗျာမကေဗျာမနစေနဲ့လည်းတကွဖြစ်သောလောကေဩဃသလောက၌၎င်းသာသမနာဗျာမနိယသာသနာတို့၏စံကြံပဲဖြစ်သောသမဏဗျာမဏမကောင်းမှုတို့ကိုညှင်းဆဲပြီးသောသမဏမကောင်းမှုတို့ညှိုးအားပြီးသောဗျာမဏတို့နှင့်လည်းတကွဖြစ်သောသဒေဝမနုဿာယသမုဒ္ဒိနတ်ဟုသောမင်းကျွင်းသောသူတို့နှင့်လည်းတကွဖြစ်သောပဇာယသရဝပေါင်း၌၎င်းအနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိသည့်အတွက်အမျက်ဆုံးအသာဆုံးဖြစ်သောသမ္မာသမ္ဗောဓိမဖောက်မပြန်အမှန်ကိုယ်တိုင်သိစွမ်းနေသောအရတ္တမေညာတရားကိုအဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူပြီးဣတိဤသို့ပစ္စညာသိဝန်ခံတော်မူခဲ့လည်းပြီညာနေသာပဏမေတသနာဥဒ္ဒပါတိအကုပ္ပါမေဝိမု ढि ယမန္တိမာဇာတိနတ္တိတာနေပုဏ္ဏဘောတိမေငါဖျား၏ဒသနာသိမြင်တတ်သောညာနေသာပြစ္ဆေကနာညာသည်လေဥဒ္ဒပါတိထင်ရှားဖြစ်ပြီကိဉ္တိအဘေသောလည်းယဥဒ္ဒပါတိထင်ရှားဖြစ်သည်မေငါဖျား၏ဝိမု ढि အာရတဘောကိုအကုပ္ပါစံကြဲမဲ့တရားတော်သည်မဖြက်စီမဖြက်စီနိုင်အယံဤပရိသန္တိတင်းရခြင်းသည်အန္တိမှာဆုံးဖြစ်သောဇာတိပရိသန္တိတင်းနေရခြင်းပါပေသည်
ဒါနှင့်ယခုအခါ၌ပုဏ္ဏဘဝတမန်ဘဝသိသည်ပုဏ္ဏဘဝအသိသည်နတ္တိငါမှမရှိတော့ပါပဲဣတိဤသောဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣတိဤသောအာမန္တိသည်ကောင်းစွာမသိမိန့်တော်မူခဲ့လေပြီဣဒမောဇာဘဂဝါအတ္တမနာပြင်စဝေကယဘိက္ခုဘဂဝါတောဘာတိတံပိနန္တုံတိဣဒံဤစကားတော်ကိုဘဂဝါဘုန်းတော်ရှောက်ဆုံးတော်ကုန်နဲ့ပြည့်စုံတော်မူသောဖျားရှင်ကိုရောမြတ်သည်အဝါစာကောင်းစွာမသိဟောကြားတော်မူခဲ့လေပြီပြင်စဝေကယငါ့ကိုအစိုးရှိခြင်းကြောင့်ပြင်စဝေကအမည်ရှိကြကုန်သောဘိက္ခုကွမ်းတညာဝဘဗတ္တိယမာနအတ္တစီအမိရသောယံတော်တို့သည်အတ္တမာနာမိမိစိတ်ရှိကြကုန်သည်ဖြစ်၍ဘဂဝါတဘုန်းတော်ရှောင်းစွန်တော်ကိုလည်းပြည့်စုံတော်မူသောမြတ်စွာဘုရား၏ပါတိတံဟောကြားတော်မူသောတရားတော်ကိုပါတိတံဟောကြားတော်မူသောဓမ္မစကားပွက်နာသုတ်တံဟုဆိုသောတရားတော်ကိုအဘိနန္တုံဧဝမေတံဘဂဝါဧဝမေတံသုကတာဟု၍ကောင်းရှိပြုလျက်နှိမ့်သက်ဝမ်းမြောက်ကြလေကုန်သတည်းဣမသမိသာပါဏဝေယကရဏသမိပညာမာနေအာယတမတောကွန်တညသာဝိရဇံဝိတမလံဓမ္မစေခွန်ဥဒ္ဒပါတိယံကိဉ္စိသမုဒယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မံတိဣမသမိသာပါဏဝေယကရဏသမိဤဂါဓမဖက်သက်သက်သောဓမ္မစေကပွတ်နာသုတ်တံတရားတော်ကိုပညာမာနိကောင်းစွာမဲ့သည်ဟောကြားတော်မူအပ်သည်ရှိသောအာယတမတော်ကွန်တညသာအရှင်ကွန်တညဤဝိရဇံကင်းသောဘာယကမနိယရာဂစသောမြူရှိသောဝိရဇံအဘာယကမနိယရာဂစသောမြူမှာကင်းသောဝိတမလံကင်းသောဒိဋ္ဌိဝိစကေစာဟုသောညိတ်ကြီးရှိသောဓမ္မစေကုံသစ္စာလေးပါးတရားတို့၌ဖြစ်သောသောတပတ္တိဉာဏ်မျက်စိသည်ဥဒ္ဒပါတိကောင်းစွာမသွေထင်ရှားဖြစ်ပေါ်လာခဲ့လေပြီဂိန္ဒီအဘေသောလျံဥဒ္ဒပါတိထင်ရှားဖြစ်ပေါ်ခဲ့လေသည်ယံဂိဉ္စီအကျင့်အမှတ်မရှိအလုံးစုံသောတရားသည်သမုဒယဓမ္မံဖြစ်ရှင်သဘောတရားရှိပါပံလုံးစုံသောတန်တော်ဖြစ်ရှင်သဘောတရားရှိသောတရားမှန်သမျှသည်နိရောဓဓမ္မရှုပ်ပြည့်ရှင်သဘောတရားရှိဣတိဤသောဥဒ္ဒပါတိထင်ရှားဖြစ်ပြီဘောတိတေသပနဘဂဝတာဓမ္မစကေဘုံမာဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမင်္ဂရာယေအနုတရံဓမ္မစကံပဝတိတံအပရိဝတိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနစိဝါလောကသမိတိဘဂဝါတာမြတ်စွာဘုရားသည်ဓမ္မစကေဓမ္မစကဘဝတနာသုတ်တံတရားတော်ကိုဘဝတိတေဖြစ်စေတော်မူအပ်ပြီးသောဘဝတိတေဟောကြားတော်မူအပ်ပြီးသောဘုံမာမြေ၌ပြေကုန်သောဘုံမာမြေ၌စိတ်စအယယ၌နေခြင်းထိုင်ကြကုန်သောဒေဝနတ်တော်သည်တတ္တမံကိုအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်ပြီအနုဿဝေသုံးအာယဘယကြွကြကြလေကုန်ပြီကိန္တိဘေသောလျံအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်သတည်းအနုဿဝေသုံးအာယဘယကြွကြလေကုန်သတည်းဘဂဝါတာမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနိဖြစ်သောဣတိပရဏေမိင္ဂဒယေဣတိပတနာမိင္ဂရဝယုံသာမောဆုံးမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျမဏေနဝါဗျမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနတ်သည်၎င်းဗျမုနာဝါဗျမသည်၎င်းလောကသမိလောက၌ကေနစိဝါတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံဘက်မဖြစ်စေရမဖြစ်စေနိုင်သောအပရိဝတိယံစံကြံဘက်မဟောပြမဟောပြနိုင်သောအနုတ္တရံမိမိတည်းမြတ်သောတရားမရှိသောအနုတ္တရံမိမိတည်းမြတ်သောတရားမရှိသည်ဖြင့်အမြတ်ဆုံးအသာဆုံးထွက်ဆုံးဖြစ်ပေသောဧတံဓမ္မဣဓမ္မစကပွားနာသုတ်တံတရားတော်ကိုဝတ္တိတံဖြစ်စေတော်မူအပ်ပြီဣတိဤသောတဆန်းစကားသိစေကြကုန်ပြီဣတိဤသောကောင်းစားမသွေကြွေးကြော်ကြလေကုန်ပြီဘုံမာနံဒေဝနံသတ္တံသုတ်တွာသာတုမာရာဇိကဒေဝသတ္တမနုဿဝေသောဧတံဘဂဝတာပါရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနစိဝါလောကသမိတိဘုံမာနံမြေ၌တည်ကြကုန်သောဘုံမာနံမြေ၌ဆက်ဆက်
အယယ၌နေကြကုန်သောဒေဝနာနတ်တို့၏တတ္တကြွကြိုသံကိုသုတ်တွားကြရ၍သာဓုမာရာစိကစုမာရိပုံ၌နေကြကုန်သောဒေဝနတ်တို့သည်တတ္တအသံကိုအနုဿဝေတုံတဆင့်စကားသိစေကြလေကုန်ပြီအနုဿဝေတုံကောင်းစွာမသွေကြွကြိုကြလေကုန်ပြီဂိင်အနုဿဝေတုံပေပုံပေနေကြွကြိုကြလေကုန်သည်ဘဂဝါဒမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤနည်းဖြစ်သောဣတိပရဏေမိဂရာယေဣတိပရဏမိဂရာဝေယံသာဘောဆုံးမြတ်တော်၌သမဏေနဝါသမနာမည်သူသည်၎င်းဗျာမဏေနဝါဗျာမနာမည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝါဗျမနသည်၎င်းဗျာမုနဝါဗျမသည်၎င်းလောကသမိန်လောက၌ကေနစိဝါတစုံတယောက်သည်၎င်းအာပရိဝါတေယစံကြံပါမဖြစ်เสียမဖြစ်စေနိုင်သောအနုတ္တရမိမိတလွန်မြတ်သောတရားမရှိ၍အမြတ်ဆုံးအသာဆုံးအထွက်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မိဓမ္မစကဘဝနာသုတ်တန်တရားတို့ကိုဘဝဒီတံဟောပြတော်မူအပ်လည်းပြီးဣတိဤသို့ကြွကြိုကြလေကုန်ပြီသာဓုမာရာစိကနံဒေဝနံတတ္တံသုတ်တွာတာဝရိန္တာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပတေနေမိဂရာယေအနုတ္တရံဓမ္မစကံပဝတိတံအပ္ပတိဝတိယံသမဏေနဝဗျာမဏေနဝဒေဝေနဝမာရေနဝဗျာမုနဝကေနစိဝလောကသမိတိသာဓုမာရာဇိကနာဒေဝနာသုမာရိနတ်တို့၏တတ္တံကြွကြိုသံကိုသုတ်တွားကြရ၍ဒါပရိသဒေဝဒါပရိသဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုအနုဿဝေတုံတဆန့်စကားကြားသည့်စေကြလေကုန်ပြီဂိင်အနုဿဝေတုံအဘေသောတဆန့်စကားကြားသည့်စေကြလေကုန်သည်ဘဂဝါဒမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤနည်းဖြစ်သောဣတိပါဒနေမင်္ဂတာယေဣတိပါရဏမင်္ဂတာဝံယုံသာမောဆုံးမြိုင်တော်၌သမဏေနဝါသမဏမည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျာမုနဝါဗျာမာသည်၎င်းလောကသမိန်လောက၌ကေနစိဝတစုံတရားသည်၎င်းအပ္ပရိဝတ္တိယံစံကျင်ပဲမဖြစ်စေမဖြစ်စေနိုင်သောအနုတ္တရမိမိတလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအသွာဆုံးအထွက်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မဤဓမ္မစကပွက်နာသုတ်တန်တရားတို့ကိုပွက်ဒီတန့်ကောင်းစွာမသွေဟောပြတော်မူအပ်လေပြီဣတိဤသောတဆန်းစကားသိစေကြလေကုန်ပြီတာဝရိန္ဒာနံဒေဝနံတတ္တံသုတ်တွာယာမာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစကံပဝတိတံအပ္ပရိဝတ္တိယံသမဏေနဝါဗျာမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝကေနစိဝလောကသမိတိတာဝရိန္ဒာနံဒေဝနာတာဝရိန္ဒာနတ်တို့၏တတ္တံကြွကြိုသံကိုသုတ်တာကြောရ၍ယာမာဒေဝယာမာဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုနုဿဝေတုံကြွကြိုကြလေကုန်ပြီဂိင်တိအနုဿဝေတုံဘေဘုံဘေနေကြွကြိုကြလေကုန်သည်ဘဂဝါတမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤဖြစ်သောဣတိပရဏေမိဂတာယေဣတိပရဏမင်္ဂလာဝံယကုံသာမောဆုံးမြိုင်တော်၌သမဏေနဝါသမဏမည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျာမုနဝါဗျာမသည်၎င်းလောကသမိန်လောက၌ကေနဇီဝတစုံတယောက်သည်၎င်းအပရိဝါရိယံစံကြံပံမဖြစ်စေမဖြစ်စေနိုင်သောအနုတ္တရံမိမိတလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွက်ဆုံးအသာဆုံးလည်းဖြစ်ပေသောဧတံဓမ္မဤဓမ္မစကပွက်နာသုတ်တံလို့ဆိုတဲ့တရားတို့ကိုဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်လေပြီဣတိဤသို့တစ္ဆန်စကားသိစေကြလေကုန်ပြီယာမနံဒေဝနံတတ္တံသုတ်တွာတုတိတာဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂတာယေအနုတ္တရံဓမ္မစကံပဝတိတံအပ္ပရိဝတ္တိယံသမဏေနဝါဗျာမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိန်တိယာမနံဒေဝနာယာမဘုံ၌နေထိုင်ကြကုန်သောနတ်တို့၏
သာတံကြွကြိုသံဃောသုတ်တော်ကြာရရဲ့တုတိတာဒေဝတုတိတာဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်သတ္တံအတန်ကိုနှုတ်သဝေတုံကြွကြိုကြလေကုန်ပြီကိဉ္တိအဘေသောလည်းယံနှုတ်သဝေတုံတဆန့်စကားကြွကြိုကြလေကုန်သနည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏသီယံပါရဏသီပြည်အနိဖြစ်သောဣတိပရဏေမိဂရာယေဣတိပတ္တနာမိဂရာဝယုံသာမောဆုံမြိုင်တို့၌သမဏေနာဝသမဏမည်သူသည်၎င်းဗျာမဏေနာဝဗျာမဏမည်သူသည်၎င်းတေဝေနာဝနတ်သည်၎င်းမာရေနာဝမာနသည်၎င်းဗျာမူနာဝဗျာမသည်၎င်းလောကသမိလောက၌ကေနစီတစုံတယောက်သည်၎င်းအပရိဝတိယစံကြံပါမဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရမိမိတန်လွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မံဤဓမ္မစကပဝတ္တနာသုတ်တံဥစွာတရားတော်ကိုဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပြီးဣတိဤသောတသံစကားကြွေးကြော်ကြလေကုန်ပြီဒုတိဒါနံဒေဝနံသတ္တံသုတ်တော်နေမာနရတိဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာဗာရာဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရေနဝဗျာမုနဝကေနစိဝလောကသမိန်တိဒုတိဒါနံဒေဝနံဒုတိဒါနတ်တို့ဤတတ္တံကြွကြိုသံကိုသုတ်တော်ကြာရ၍နေမာနရတိဒေဝနေမာနရတိဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုနှုတ်သာဝေသုံတဆန့်စကားကြွကြိုကြလေကုန်ပြီကိဉ္တိအဘေသောလျံအနုဿဝေသုံတဆန့်စကားကြွကြိုကြလေကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ပါရဏသီယံပါရဏသီပြည်အနိဖြစ်သောဣတိပတ္တနေမိဂဒာယေဣတိပတ္တနာမိဂရာဝံယကုံသာမောဆုံးမြိုင်တော်၌သမဏေနဝသမဏမည်သူသည်၎င်းဗျာမဏေနဝဗျာမဏမည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမာနသည်၎င်းဗျာမုနဝဗျာမသည်၎င်းလောကသမိန်လောက၌ကေနဇီဝတစုံတယောက်သည်၎င်းအပရိဝတိယစံကြံပါမဖြစ်စေရဖြစ်စေနိုင်သောအနုတ္တရမိမိတန်လွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးလည်းဖြစ်ပေထသောဣတံဓမ္မံဣဓမ္မစကပွားနာသုတ်တံဥစွာသောတရားတော်ကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်ပြီးဘဝတိတံကောင်းစွာမသွေဟောကြားတော်မူအပ်ပြီးဣတိဤသောတဆန်းစကားကြွကြိုကြလေကုန်ပြီနေမာနာရတိနံဒေဝနာတတ္တံသုတ်တော်ပရနိမိတာဝသဝတိဒေဝတတ္တမနုဿဝေသောဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏေနဝဗျာမဏေနဝဒေဝေနဝမာရေနဝဗျာမုနဝကေနစိဝလောကသမိတိနေမာနာရတိနံဒေဝနာနေမာနာရတိဘုံ၌နေထိုင်ကြကုန်သောနတ်တို့၏သာတံကြွေကြိုသံကိုသုတ်တော်ကြရ၏ပရဏိမိတဝသဝတိဒေဝပရဏိမိတဝသဝတိဘုံ၌နေကြကုန်သောနတ်တို့သည်သာတံကြွေကြိုသံကိုနှုတ်သာဝေတုံတဆန့်စကားကြွေကြိုကြလေကုန်ပြီကိဉ္တိအဘေသောလျံအနုဿဝေတုံတဆန့်စကားကြွေကြိုကြလေကုန်သနည်းဘဂဝါဒမြတ်စွာဘုရားသည်ပါရဏသီယံပါရဏသီပြည်၏အနိဖြစ်သောဣတိပတ္တနေမိဂရာယေဣတိပရဏမိဂရာဝံယုံသာမောဆုံမြိုင်တော်၌သမဏေနဝသမဏမည်သူသည်၎င်းဗျာမဏေနဝဗျာမဏမည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမာနသည်၎င်းဗျာမုနဝဗျာမသည်၎င်းလောကသမိန်လောက၌ကေနစီဝတစုံတယောက်သောသူသည်၎င်းအပရိဝတိယစံကြံပံမဖြစ်စေရဖြစ်စေနိုင်သောအပရိဝတိယစံကြံပံမဟောပြနိုင်သောနုတ္တရမိမိတဲ့လွန်မြတ်သောတရားမရှိသည်ဖြစ်၍အထွတ်ဆုံးအမြတ်ဆုံးဖြစ်သောဣဒံဓမ္မဣဓမ္မစကပွားနာသုတ်တံစွာသောတရားတော်ကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်လေပြီဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပြီးဣတိဤသို့တဆန့်စကားကြွကြိုကြလေကုန်ပြီပရဏိမိတဝသဝတိနံဒေဝနံတတ္တသုတ်တော်ဗျာမကာယိကဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏေနဝဗျာမဏေနဝဒေဝေနဝမာရေနဝဗျာမုနဝကေနစိဝလောကသမိတိပရဏိမေတဝသဝတိနံဒေဝနံ
ပရဏိမိတဝသဝတိဘုံ၌နေကြကုန်သောနတ်တို့၏တတ္တံကြွေးကြောသံကိုသုတ်တော်ကြရ၍ဗျမ္မာကာယေကဗျမ္မာအပေါင်း၌ဖြစ်ကြကုန်သောဒေဝဗျမ္မာတို့သည်တတ္တံကြွေးကြောသံကိုနှုတ်သားဝေသူတဆင်းစကကြွေးကြောကြလေကုန်ပြီကိန္တိဘေသောလည်းယံနှုတ်သားဝေသူတဆင်းစကကြွေးကြောကြလေကုန်သည်ဘဂဝါတမြတ်စွာဘုရားသည်ဗာရဏသီယံဗာရဏသီပြေဤနိဖြစ်သောဣတိပရဏေမိဂရာယေဣတိပရဏမိဂရာဝယုံသာမောဆုံမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျမဏေနဝါဗျမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမန္နသည်၎င်းဗျမုနဝါဗျမသည်၎င်းလောကသမိလောက၌ကိနာစိဝတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံမဖြစ်စေရန်ဖြစ်စေနိုင်သောအပရိဝတိယံစံကြံမဟောပြအမောပြနိုင်သောအနုတ္တရမိမိတည်းမြတ်သောတရားမရှိသည့်အတွက်အမြတ်ဆုံးအသာဆုံးဖြစ်ပေသောဧတံဓမ္မံဤဓမ္မစကဘဝနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်ပါပေပြီဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပါပေပြီဣတိဤသောတဆန်းစကားသိစေကြကုန်ပြီဣတိဤသောတဆန်းစကားကြွကြောကြလေကုန်ပြီဣတိဟတေနခနေနတေနလေနတေနမုဟုတ်တေနယာဝဗျမ္မာလောကတတ္တောအဘုဂိစီဣတိယဤသို့လျင်တေနခနေနထောကနာ၌တေနလေနထောလယ၌တေနမုဟုတ်တေနထောမုဟုတ်၌ယာဝဗျမ္မာလောကဗျမ္မာပြည်တိုင်အောင်ဗျမ္မာလောကဗျမ္မာဘုံတိုင်အောင်တတ္တောကြွကြောသံသည်အဘုဂိစီမဆံဘဝပြန်တော်ရင်တက်ပြီအယေဇာတသာသတိလောကဓာတုသံဃံပိသံပကံပိသံဘဝေတိအပမနောသဥလာရောဩဘာသောလောကေပါတုရောတိအတိတ်ကမ္မဒေဝနံဒေဝနုဘာဝန္တိအယေဇာတသာသတိလောကဓာတုဤတသောအတန်ရှိသောလောကရသည်လေသံဃံပိအထက်ထက်သို့တက်ကပြင်းစွာတုံလို့ပြီးသံဘာကံပိအထက်အောင်နှိမ်တုံမြန့်တုံအပြားအပြင်ပြင်းစွာတုံလို့ပြီးသံဘဝေတိအယလေးမျက်နာရင်ထို့၍အမျိုးမျိုးအပြားပြားအပြင်တုံလို့ပြီးအဘမနောတန်ရှိမရှိသောဥလာရောမွန်မြတ်သောဩဘာသောစတသောသောလောကဓာလွှမ်းရှုံပတ်သည့်အလင်းတတ်သည်လည်းပဲဒေဝနာနတ်ဗျမတို့၏ဒေဝနုဘာဝနတ်ဗျမတို့၏အာနုဘောကိုအတိတ်ကမ္မကျော်လွန်၍ပါတုရောဟောသည်ကောင်းစွာမသွေထင်ရှားဖြစ်ပေါ်လေပြီအထာကောဘဂဝါဣမံဥဒါနာဥဒါနေသည်အညာတိဝတ္တဘောကွန်တညောအညာတိဝတ္တဘောကွန်တညောတိဣတိဟိတံအာယသမတောကွန်တညသာအညာတိကွန်တညောတွေဝနာမံဟောသည်အထာကောတို့အခါ၌ဘဂဝါမြတ်စွာဘုရားသည်မဥဒါနာဤဥဒံစကားတော်ကိုဥဒါနေသည်ကျူရန်တော်မူပြီကိန္တိပဲသို့လျင်ဥဒါနေသည်ကျူရန်တော်မူသည်ဘောဩယံတို့ကွန်နေညကွန်နေညသည်အညာတိဝတ္တသစ္စာ၄ပါးကိုထိုးထွင်းရသိပေပြီတကားဘောဩယံတို့ကွန်နေညကွန်နေညသည်အညာတိဝတ္တသစ္စာ၄ပါးကိုထိုးထွင်းရသိပေပြီတကားဣတိဤသောဥဒါနာဥဒံကိုဥဒါနေသည်ကျူရန်တော်မူခဲ့လည်းပြီဣတိဟိဤဥဒံစကားကြောင့်သာလျင်အာယသမတော်ကွန်တညသာရှင်ကွန်တညဤအညာသည်ကွန်တညောတေဝအညာသည်ကွန်တညဟူရသာလျင်ဣဒံနာမအေးမြည်သည်ဩသည်ဖြစ်ပေါ်လာခဲ့လည်းပြီအထာကောအာယသမအညာသည်ကွန်တညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိတိတာဓမ္မောပရိယောဂါလဓမ္မောဒိဏဝေစိကိစ္စဝိကတာကရံကတောဝေသာရိစ္ဆာပတ္တောအပရာပစ္စယောတတ္တုသာသနေဘဂဝန္တံဧတတဝောဇာလဘေယံပန္တိဘဂဝတောတန္တိကေပပိစ္ဆံလဘေယံဥပသံပရန္တိဧဟိဘိက္ခုတိဘဂဝဝောဇာသွေကတောဓမ္မောစရဗျမ္မစရိယံသမ္မာဒုက္ခသာအန္တကိရိယာယာတိလာဝတ္တတအယသမတောဥပသံပရဩတိတိအထကောတောခါ၌အာယသမညာတိကွန်နေညောအရှင်အညာတိကွန်နေညာတိဒိဋ္ဌဓမ္မောမြင်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ပတ္တဓမ္မောရောက်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ဝိတိတာဓမ္မောသိအပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ပရိယောဂါလဓမ္မောထဲဝံခြင်းသဲဝင်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်တိဏ္ဏဝေစီကိစ္စလွန်မြောက်ပြီးသောဝေစီကိစ္စရှိသည်ဝိကတာကရံကတောက
ကင်းသောသို့လောဟုတွေးတော့ယုံမှချင်ရှိသည်ပတ္တုသာသနိမြတ်စွာဘုရားသာသနာတော်၌ဝေသာရိဇာပတ်တော်ကြောက်ရွံ့ရှင်ကံရည်တဲ့သူဖြစ်သောရောက်သည်အဘာရာပြေစယောမိမိမှာတပ္ပချသူဟူသောယုံကြည်ထိုက်သူမရှိသည်အဘာရာပြေစယောမိမိမှာတပ္ပချသူဟူသောယုံကြည်စရာမလိုသည်ဟုတ်တော်ဖြစ်၍ဘဂဝန္တံဘုံတို့ရှောက်ဆုံးတော်ကိုလည်းပြည့်စုံတော်မူသောဖျားရှင်ကိုရောမြတ်ကိုဧတံဧဇဂကိုဝါစာကောင်းစွာမသွေလျောက်တော်ရှာခဲ့လေပြီဂိမ်းအဘယ်သောလျောက်တော်ရှာခဲ့လေသနည်းဗန္ဒီဘုံတို့ကြီးသားမြတ်စွာဘုရားအံတပည့်တော်ကိုယ်နိုင်ကြသည်ဘဂဝါတော်မြတ်စွာဘုရား၏တန်တိကေထံတော်၌ပပိစံရှင်ပြဲကိုလဘေယံရလိုပါ၏လဘေယံရပါရစေဥပါဒံပရံထက်တန်ကြသောပြည့်စုံခြင်းကိုဥပါဒံပရံမြင့်မြတ်သောယံပြဲကိုလဘေယံရလိုပါ၏လဘေယံရပါရစေဣတိဤသောဝါစာကောင်းစွာမသွေလျောက်တော်ရှာခဲ့လေပြီဘိက္ခုယဟံအေးလာလောဓမ္မောတရားကိုပွက်ခါတော့ကောင်းစွာဟောကြားတော်မူအပ်ပြီသမ္မာကောင်းစွာဒုက္ခသာတေဘူးမကဝတ္ဒုက္ခတရားဤအန္တကိရိယာယာဆုံးကိုပြုခြင်းကဗျမ္မာစရိယထက်မဲ့သုံးပါးတည်းဟူသောမြတ်သောအကျင့်ကိုစရာကျင့်ကြံကြုတ်ကိုအရုပ်ပါတို့ဣတိဤသောဘဂဝါမြတ်စွာဘုရားသည်အဝါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီသာဝသာဧဝထိုအေဟိဘိက္ခုဟူသောစကားသည်သာလျင်ဒါသအာယသမသောထိုအရှင်အညာသည်ကွဏညာမတေဤဥပါသမ္မာဒမြတ်မြတ်သောယဟန်ဖြစ်သည်ဩသည်ကောင်းစွာမသွေဖြစ်ခဲ့လေပြီဓမ္မစကားပွားနာသုတ်တံပွင့်ကြစုသင်ရမှုတို့ကျေပြူလေးစွာဟောကြားမြဖြစ်သောဓမ္မစကားပွားနာသုတ်တံစွာသောဒေသနာမြတ်တုတရားဟူသည်နိဋ္ဌိတံဣတံပြီးဆုံးခြင်းသို့ကောင်းစွာမသွေရောက်ပါပေပြီသမ္မာဗုဒ္ဓ ानु ဘဝေနသကင်္ဂဝါလူသက်စုမကပွင့်တော်မူကြပေကုန်သောအာရဟံသဘဂဝါဆုံးရှိသောကိုယ်ဘောတော်ကုံတို့နှင့်ပြည့်စုံတော်မူကြပေကုန်သောဖျားရှင်ကိုရောမြတ်တို့တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘဝေနသသွဲခါတတသလာသည်၆ပြားသောကုံတို့နှင့်ပြည့်စုံတော်မူကြပေကုန်သောမေလိတံဘောလိတံနိဗ္ဗာန်ပရိယဟုစွာသောစေတံသောတရားတော်များပေါင်းတို့တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းသမ္မာသံဃာနုဘဝေနသဥပရိပန္နာဒသလာသည်ကိုပြသောကုံတို့နှင့်ပြည့်စုံတော်မူကြပေကုန်သောသင်္ဃာတော်ရှင်သူမြတ်တို့တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းအိမိနာဓမ္မစကားပွားတနာသုတ်တ ानु ဘဝေနသယခုရွတ်ဆိုပူဇော်လိုက်ရသောဓမ္မစကားပွားနာသုတ်တံဒေသနာတော်မြတ်၏တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းမတ္တနာကဘာသူကဘာသောတတဝါအလုံးတို့၏အိသရိကဘိရေသူကိုရံကိုပဏ္ဏဒါနစီတော်၌သဗ္ဗံရာယကြာရောက်စေကြောက်လက်တိုင်ဖြစ်သောအန္တရေဟုသမျှယံစေဝပါတို့သည်ဝိနာသန္တုနေရှိထိပြောက်နေရပါသို့လွတ်မြောက်ကင်းစင်နိုင်ကြပါစေကုန်သတည်းအိဋ္ဌမင်္ဂလာနှင့်ကောင်းကျိုးချမ်းသာအိဋ္ဌအတွေ့တွေကျက်တရေမင်္ဂလာမှန်သမျှတို့သည်ဝဒန္တုတနေ့တခြားတက်နေလာသောတိုးဘွားရင်သာနိုင်ကြပါစေကုန်သတည်းပဇာသဘာသုတ်တယံတုဝௌဒဟံတုသူမင်္ဂလာဒုသိတုဒဂရင်ကမိန်ပုရိတုသဗ္ဗပါရမီပဇာသဘာကိုစီကိုငါကိုဒေသနှင့်ပြောကြဆက်ရတတ္တဝါဟုသမျှတို့သည်သုတ်တယံတုအိမ်မယာမဲကောင်းစွာမဲ့၍နှိမ့်သက်ကြည်သာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလာမင်္ဂလာကျက်တရေရှက်ဝေလန့်သဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ဗုဒ္ဓံတုကောင်းစွာမိုးသောအလင်းရောက်၍ထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခရင်ကာမိအပိဒုက္ခတိရောက်မြေကြောင်းမကောင်းငိတ်ဆိုအကုသိုလ်ဒုစရိုက်မျိုးကိုဒုသိန်တုသူတို့လက်နဲ့တရားဆက်ဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမီအလောင်းလရာဖြည့်ကောင်းရသည်သုံးဖြာစေလီပါရမီပေါင်းအကျင့်ကောင်းကိုပုရိန်တုတဆင့်တဲ့တဆင့်ရတဲ့ညင်အောင်မလဲပုံသေးဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်းဆက်လက်ပြီးတော့ယတနာသုံးပါးကိုကိုယ်စိတ်ကလေးရှိကြကုန်သောအကျွန်ုပ်တို့နဲ့တကွာကဘာသူကဘာသောတတ္တဝါအလုံးကျမ်းမာစေဖို့ရှမ်းသာစေဖို့ဘုရားရှင်ကိုရောမြတ်ကြီးအတွင်အောင်ခြင်းမင်္ဂလာရှိပါအပြင်အောင်ခြင်းမင်္ဂလာရှိပါပါဠိမြန်မာနတ်ဘာသာတို့ဖြင့်
တိတ်စားပြုရအောင်ဆုတောင်းကြရအောင်ဘာဝံသာသမပိနိမိတာသာဝုဒန္တံဂိရိမေခလံဥဒိတာဂောရံသတေနာမာရံဒါနာရိဓမ္မဝိဒိနာစိတဝါမုနိတောတံဒေသသာဘဝတုမေစယမင်္ဂလကံယောမုနိတောအကျဉ်းမြတ်စွာဘုရားသည်ဂိရိမေခလံဂိရိမေခလအမည်ရှိသောဆံကိုဩဒိတံတသိတာသောအဘိနိမိတာသာဝုဒန္တံအလွန်ဖန်ဆင်းရသောလက်နက်နှင့်တကွဖြစ်သောဘာဝံသာဟသတောင်းသောလက်ယုံရှိတာသောကောရံကြံတန်းလစွာရသောသသေနာမာရံစေတိနှင့်တကွသောမာနတကိုဒါနာတိဓမ္မဝိဒိနာဒါနပါရမီစရှိသောတရားတည်းဟုသောစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတိုင်းဒေသသာမာနတကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောအဖြင့်မေယာမကအကျွမ်းတို့အကံမြတ်သောဇယမင်္ဂလာအောင်ရအောင်ကြောင့်အောင်ချက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းမာရတိရေကမပိယုတ်စိတာသဗ္ဗရတိံဂောရံပနာလဝကမေခမထတ္တယခံခန္ဒီတုတန္တဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလကံယောမုနိတောအကျဉ်းမြတ်စွာဘုရားသည်မာရတိရေကမနတတဲ့အလွန်သဗ္ဗရတိညိသုံးရပတ်လုံးအပိယုတ်စိတံအလွန်စိတ်ထိုးနိုင်ထသောဂောရံကြောက်မဲဝဲရှိထသောအခမံသူတော်ဘာတို့သည်တိခနိုင်ခဲ့ထသောထိုင်တံကြမ်းတမ်းခဲ့မှလာစွာထသောအာလာဝကမြည်ရှိသောယခံပဏဘလူကိုကခန္ဒီသုတ္တန္တဝိဒိနာသိခန္တော်မူရှင်ကောင်းစွာယင်ကျေးတော်မူရှင်တည်းဟုသောစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတိုင်းဒေသသာအာလာဝကဘလူကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောအဖြင့်မိအမကကျွမ်းတို့အားဧကံမြတ်သောဇယမင်္ဂလာအောင်ချက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းနာလာဂိရိင်္ဂဇဝရံအဓိမတ္တဗုဒံဒါယေဂိသက္ကမသနိဝသုဒ္ဓရုဏန္တံမိတ္တံဘုသေကဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဒါယေဂိသက္ကမသနိဝတောမိမိုးကြိုဆက်ခဲ့သောသုဒ္ဓရုဏတအလွန်ကြမ်းကြုတ်စွာထသောအတိမတ္တဗုဒ္ဓအလွန်မုံရိပ်စွာထသောနာလာဂိရိအမည်ရှိသောကဇဝရံမြတ်သောမင်းစီစံကိုမိတ္တံဘုသေကဝိဒိနာမေတ္တာတို့ရေကိုသွမ်းကျင်းတည်ဟုသောအစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတံဒေသသာနာလာဂိရိစံကိုအောင်တော်မူသောထိုမြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောဖြင့်မေအမကကျွမ်းတို့အားအခံမြတ်သောဇယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းဩဂိတာခေကမပိယတာသုဒ္ဓရုဏန္တံဒါဝံတိယောဇနံပထေဂုဏိမာလဝန္တံအိဒီပိသံခတမနောစိတဝါမုနိတောတံတေဇသာဘဝတုဇယမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဩဂိတဧကမပိဟတာသုဒ္ဓရုဏန္တံရှိအပ်သောတန်လျက်လက်၌ရှိသည်ဖြစ်၍အလွန်ကြမ်းကြုတ်စွာထွသောတိယောဇနာပဒံသုံးယူဇနာရှိသောခရီးကိုဒါဝံတဟုန်တိပြေးစွမ်းနိုင်သောအင်ကုလီမာလဝန္တံလက်ညှိုးတည်ဟုသောပန့်ရှိသောခိုးသူကိုအိတ်ဒီပိသံခတမနောတကိုယ်တို့အားဖြင့်ဖန်ဆင်းအပ်သောနှလုံးရှိသည်ဖြစ်၍စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇသံအင်ကုလီမာလအမည်ရှိသောကိုယ်သူကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောအဖြင့်မေအမကအကျွမ်းတို့အားဧကံမြတ်သောဇယမင်္ဂလာအောင်ချက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းကတ္တဝနာကတ္တမုဒရံဣဝါကပိနိယံစင်ဇာယာဒုဒ္ဓဝဇနံစနကာယာမိစေ
တန်တေနာသောမဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ကာယတံသစ္စာကိုကပ္ပိနိယကိုဝံဆောင်သောဥဒရံဣဝဝံကဲ့သို့ကတ္တဝါနပြုလာ၍သနကာယမေစေတရားနာပရိသတ်ဖြစ်သောသူယဟန်အပေါင်းတို့၏အလယ်၌စင်စာယစင်စမာနဝိကအမည်ရှိသောမိမာညက်၏ဒုဒ္ဒဝါစနာဆွေဆွေသောအပြင်ဖြည့်စီသောစကားကိုတန်တေနညီသက်စွာသောဘောမဝိဒိနာဖြူစင်စွာသောအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေသာသစင်စာမာနဝိကအမည်ရှိသောမိမာညက်၏ဆွေဆွေသောအပြင်ဖြည့်စီသောစကားကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတေဆိုအာနုဘောအပြင်မေအမကကျွမ်းတို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောက္ခမသွေဖြစ်ပါစေတည်းသေဇံဝိဟာယအတိသိစ္စကဝါဒကေတုံဝါဒပိရောပိဓမ္မနံတိယန္တဗုဒံပညာပရိပဇလိတောစိတဝါမုနိတောတံတေဇာသဘဝတုမေဆရာမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်သေဇံမင်္ဂလာစကားကိုဝိဟာယဆွံ့၍အတ္တိသစ္စကဝါဒကေတုံမမှန်သည်ကိုမှန်သည်ဟုဆိုသောဝါဒတိဟုသောမှန်ကန်ရှိသောဝါဒပိရောပိဓမ္မနာမိမိဝါဒဖြင့်သူတော်ဘာတို့အားနှိမ့်နှံလိုသောစိတ်ရှိထားသောအတ္တိအန္တာဘုဒ္ဓအလွန်မိမ့်မိလှစွာထသောအေဂီဝေဒနာမြည်ရှိသောသစ္စကပရိပိုက်ကိုပညာပရိပဇလိတောပညာတော်ဒီဟုသောစီမိတစောင်းကိုညှိထွန်းတော်မူသည်ဖြစ်၍စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇာသအေဂိဝေဒနာမြည်ရှိသောသစ္စကပရိပိုက်ကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတေဆိုအာနုဘောဖြင့်မေအာမကကျွမ်းတော်တို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောက္ခမသွေဖြစ်ပါစေတည်းနန္တောပနန္ဒာဘုဇကံဝိဝိဒမဟိတေပုတ္တေနာထေရဘုဇကေနာဒုနပယံတောဣဂျူပရေသာဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဝိဝေဒံထုတုအပြားပြားရှိသောမဟိတေကြီးသောတကုရှိသောနန္တောပနန္ဒာဘုဇကနန္တောပနန္ဒာမြည်ရှိသောနဂမင်ကိုထေရဘုဇကေနာကြီးမြတ်သောနဂမဲ့ဖြစ်တော်မူသောပုတ္တေနာသတော်ရှင်မောက္ခလံကိုဒုနာပယံတော်အခိုအလျံကိုထွက်စေလျက်ဣဒုပရေသာဝိဒိနာတကုတို့ဖန်ဆန်းခြင်း၌နိညွန်ဥပရေကိုပေးသောအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇသာနန္တောပနန္ဒအမည်ရှိသောနဂမင်းကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတေဆိုအာနုဘောဖြင့်မေအမကကျွမ်းတို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောက္ခမသွေဖြစ်ပါစေတည်းဒုက္ခဟာဒိဋ္ဌိဘုဇကေနာသုတ္တထဟတံဗျာမံသုတံသုတိမိတ်တိပဂာပိဒါနံညာနာကရေနာဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဒုက္ခဒိဋ္ဌိဘုဇကေနာမကောင်းသောအယူမိစ္ဆာဒိဋ္ဌိတိဟုသောမွေသည်သုတ္တတဟတံပြင်းစွာကြရသောလက်ရှိထသောသုတံကြောသောစွာထသောသုတိမဟိတိတောက်ပသောကြီးသောတကုရှိထသောဘဂဗိဒါနံပကအမည်ရှိသောဗျာမမင်းကြီးကိုညာနာကရေနာညံတို့တိဟုသောစိတ်ကိုပျောက်စေတတ်သောစေဟုစွာသောဝိဒိနာအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတံတေဇသာပကအမည်ရှိသောဗျာမမင်းကိုအောင်တော်မူသောတို့မြတ်စွာဘုရား၏တကုတို့အပြင်မေအမကအကျွမ်းတို့ဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောက္ခမသွေဖြစ်ပါစေတည်းဆက်လက်ပြီးတော့မြတ်စွာဘုရား၏အတွင်းအောင်ရှင်မင်္ဂလာဂါထာပိတ်တို့ဖြင့်သိက္ခာပြုပြီးတော့ဆုတောင်းကြရအောင်အဝိဇ္ဇာအန္တာကောသမိတတ္တေတနာဇလာဘုဇေဓမ္မဒါနာနိခာမေတိဒေသနာညာနာတေဇသာဧဒေနာသစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံအဝိဇ္ဇာအန္တာကောသမိ
အဝိဇ္ဇာတိဟုသောဥက္ခွန်တွင်၌တဏှာဇလာပုစေတဏှာတိဟုသောသအိမ်၌ဖြစ်ကုန်သောတတိတတဝါတို့ကိုဒေသနာညာနာဒေသသာဒေသနာညာတို့တိဟုသောတကုတို့ဖြင့်ဓမ္မာဒါနာတော်ဝိဇ္ဇာဥက္ခွန်တဏှာသအိမ်ရမနိုင်ကာမေသည်ကောင်းစွာမသည်ထွတ်မြောက်စေတော်မူခဲ့လေပြီဧဒေနာသိစ္စာဝိဇ္ဇနာဤသို့သောမှန်ကန်သောဝစီပရမသိစ္စာစကားကြောင့်မေအာမကအကျွမ်းတို့ဇယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းမဟာမောဟနာကရေနာပိဗုဒေမာစနေပညာစေကုံလဘပေတိညာနာလောကေနသောစိနောဧဒေနာသိစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံသောစိနောတော်မြတ်စွာဘုရားသည်ညာနာလောကေနဉာဏ်တော်တည်းဟုသောလက်ရောင်ဖြင့်မဟာမောဟန္တာကရေနာကြည်စွာသောအမိတ်တိုက်တည်းဟုသောမောဟသည်အပိဗုဒေအလွန်နှင့်စေအကုံသောမဟာဇနီတိုက်တည်းမြတ်စွာကုံသောသရဝါတို့ကိုပညာစေကုံပညာတော်တည်းဟုသောစက္ကုကိုလဘာပေသည့်ကောင်းစွာမဲ့သွေရစေတော်မူခဲ့လေပြီဧဒေနာသိစ္စာဝေစနာဤသို့မင်္ဂလာသောဝစီပရမသိစ္စာစကားကြောင့်မေယမာကကျွမ်းတော်တို့အားဇယမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းရာဂာတိအကိဇာလေဟိတတ္တကာယမာဇနံနိဗ္ဗာပေတိနရနာထောအတ္တမေကံကဝါရိနာဧဒေနာသိစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံနရနာထောလူသုံးပါးတို့၏ကိုယ်ကိုယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရာဂာတိအကိဇာလေဟိရာဂအစရှိသောမိနယံတို့ဖြင့်တတ္တကာယံပူလောင်သောကိုရှိသောမာဇနံမြတ်စွာသောတတ္တဝါကိုအတ္တမေကံကဝါရိနာမေကံရှိပါတိဟုသောရေစဉ်ဖြင့်နိဗ္ဗာပေသည်ညင်စေတော်မူခဲ့လေပြီဧတေနသိစ္စာဝေဇနာဤသောမင်္ဂသောဝစီပနာမသိစ္စာစကားကြောင့်မေအာမကအကျွမ်းတို့အားဆရာမင်္ဂလာအောင်ချက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းစတုရောဂေဟိဝံချန္တိကံပိရေသန္တာရဏဝေဩဒ္ဒါရေတိမဟာဝီရောဓမ္မနာဝါယနာယကောဧတေနသစ္စာဝေစေနာဟောတုမေဇယမင်္ဂလံမဟာဝီရောကြည်မြတ်သောလုံလရှိတော်မူသောနာယကောလူသုံးပါးတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားသည်ကံဗီရေနက်လာစွာသောသန္တရာနဝေသန္တရာတိဟုသောသမုဒ္ဒရာ၌စတုရောဂေဟိလေးပါးသောအရင်တို့ဖြင့်ဝုံချန်တိမျိုးကုံသောသရဝါတို့ကိုဓမ္မနာဝါယတရားတို့သည်ဟုသောလေဖြင့်ဥဒ္ဒါရေသည်ကေတံတော်မူခဲ့လေပြီဧဒေနာသိစ္စာဝိဇ္ဇနာဤသို့သောသိစ္စာစကားကြောင့်မေအာမကအကျွမ်းတို့အားဆရာမင်္ဂလာအောင်ရှင်းမင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းမန္တာရစာရကံလောကနေသံဒုက္ခိနာပိလိတံနိဗ္ဗာနပုရပပေတိယာနတေနသောစိနောဧဒေနာသိစ္စာဝေစေနာဟောတုမေဆရာမင်္ဂလံသောစိနောထုံမြတ်စွာဘုရားသည်မန္တာရစာရကသံဃာနှင့်ကျန်နေထသောဒုက္ခိနာဇာတိစသောဒုက္ခဖြင့်နေဇံအမြေပိလိတံနှဲစေအပ်သောလောကလူဘုံကိုယာနတေနယင်သုံးပါးတို့၏ပေါင်းဖြင့်နိဗ္ဗာန်ပူရနိဗ္ဗာန်ကျွေပြင်းမြတ်သို့ပါပေသည့်ကောင်းစွာမသွေရောက်စေတော်မူခဲ့လေပြီဧဒေနာသိစ္စာဝိဇ္ဇနာဤသို့သောဝစီပရမသိစ္စာစကားကြောင့်မေယမာကကျွမ်းတို့အစရမင်္ဂလာအောင်ချက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းကာယတမုခာရိသဗ္ဗေဟိတတ္တကာယမာဇနံနိဗ္ဗာပေတိမာဒီရောနာထောတိလောကဝိဇ္ဇကောဧဒေနာသိစ္စာဝိဇ္ဇေနာဟောတုမေဇယမင်္ဂလံမာဒီရောကြည်မြတ်သောပညာရှိတော်မူထသောတိလောကဝိဇ္ဇကောလူသုံးပါးတို့၏စေသမသဘွေဖြစ်တော်မူထသောနာထောလူနာမြမတတ္တဝါတို့၏ကိုယ်စားရာအစိမ့်မှန်ဖြစ်သောမြတ်စွာဘုရားသည်ကာယတမုခာရိသဗ္ဗေကာယတမုခာစရှိသောမွေလေးစံတို့သည်တတ္တကာယံကိယသောခန္ဓာကိုရှိသောမာဇနံမြတ်စွာသောတရဝါကိုနိဗ္ဗာပေသည်ညှိစေတော်မူခဲ့လေပြီဧဒေနာသိစ္စာဝိဇ္ဇနာဤသို့မှန်ကန်သောဝစီပနာမသိစ္စာစကားကြောင့်မေယာမကကျွမ်းတို့အားဆ
ဇေယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဟောတုမောရှမသွေဖြစ်ပါစေတည်းသန္တာရဒုက္ခကန္တာရကိလေသာသောရပိလိတံခေမန္တာဘူမိန်တာရေတိသတ္ထဝါဟောဝိနာယကောဣတိနာသေသဝေစေနာဟောတုမေဇေယမင်္ဂလံသတ္ထဝါဟောယင်မှုသဘွဲဖြစ်တော်မူသောဝိနာယကောတရဝါတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားသည်ကိလေသာသောရပိလိတံကိလေသာဒီဟုသောကိုသူတို့သည်နှိမ့်စေအပ်သောတရဝါပေါင်းကိုသန္တာရဒုက္ခကန္တာရသန္တာရဆင်းရဲတည်ဟုသောခရီးခဲမှခေမန္တဘူမိဘေးမရှိယနိဗ္ဗာန်ရွှေပြင်မြတ်သောဒါရေသည်ကောင်းစွာမသွေပို့ဆောင်ထောက်ကြကုမြောက်စေတော်မူခဲ့လေပြီဧတေနသစ္စာဝေစေနာဤသောမင်္ဂန်သောဝစီပနာမသစ္စာစကားကြောင့်မေအမကအကျွမ်းတို့တော်ဆရာမင်္ဂလံအောင်ကျက်မင်္ဂလာသည်ဟောတုမောရှမသွေဖြစ်ပါစေတည်းပိဉ္စာတာလိသဝတ္တနိထတ်တွာလောကံသရေဝကံပိဝရိတ်တွာဓမ္မရတနေပုတောသောသသဝကောဧတေနသစ္စာဝေစေနာဟောတုမေဆရာမင်္ဂလံသောထိုဆိုအပ်ပြီးသောကျေးဇူးကွန်ပေါင်းတို့နှင့်ပြည့်စုံတော်မူပြီးသောမြတ်စွာဘုရားသည်ပိဉ္စတာလိသဝတ္တနိလက်စင်ငါဝါလက်စင်ငါနှိတ်တို့ကာလပတ်လုံးထတ်တွာတည်တော်မူ၍သရေဝကံ၌နှင့်တကွာသောလောကလူပေါင်းကိုဓမ္မရာသံတရားတော်ဒီဟုသောမြတ်ရာသာကိုပိဝရိတ်တွာသောက်စေတော်မူပြီး၍သသာဝကောတပိသဝကသံဃာပေါင်းနှင့်တကွနေဗုတော်ပြိဋိဘံဝဆံရှုပ်ညီပုံစသိမ့်တော်မူခဲ့လေပြီဧတေနာသစ္စာဝိဇေနာဤသို့မှန်ကန်သောဝစီပနာမှာသစ္စာစကားကြောင့်မေအမကအကျွမ်းတို့တော်အားဇေယမင်္ဂလံအောင်ကျဲမင်္ဂလာသည်ဟောတုမောရှမသွေဖြစ်ပါစေတည်း